သာသနာတော်နှစ်2550ခုနှစ်ကောဇာတက္ကရာ1385ခုနှစ်ဝါဆိုလဆန်း9ရက်2013ခုနှစ်ဇူလိုင်လ12ရက်ရန်ကုန်တိုင်းဒေသကြီးမရန်ကုန်မြို့နယ်သာသနာရေးဝန်ကြီးဌာနသာသနာတော်ထွန်းကားပြန်ပွားရေးဦးစီးဌာနစဝုသီရိဗိမာန်တော်အတွင်ဆင်းကျင်းပပြုလုပ်အပ်သည့်သာသနာပူဇာမြတ်မင်္ဂလာတရားအလှတော်ဓမ္မသဘင်အခမ်းအနားဝယ်မရန်ကုန်မြို့နယ်မစိုးရိမ်လမ်းသွယ်နှစ်အမှတ်70နှစ်ဖက်မိဖများအားရည်စူး၍ဥဆိုင်ဖို့ချစ်ဒေါ်နန်းခမ်းလှိုင်ရွှေအလင်းအိမ်ကားစာပေမိသားစုသာသမီမြေမြင့်တစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောလောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကျိုးပန်းချက်အပိုင်းနှစ်တရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ကရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂေါတိဟိပိဂရေကဘာရေတွက်တင်ချတို့ဖြင့်တော်လဲအဘေမေယံရေတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအတင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီဆွန်ញင်းကြီးဟုကျက်သီထဝယ်ငါးသွဲအစုအလုံးခဲရင်တော်မူတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဏကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတသတ္တဝါများရင်ဝေသားကဲ့သို့တနာချစ်ခေမဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းလောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကျိုးပန်းချက်အပိုင်းနှစ်ပြည့်စုံတဲ့ချမ်းသာကြွယ်ဝတဲ့မင်းသားဘဝမှာ29နှစ်တိုင်တိုင်လောင်းတော်သိဒ္ဓထမင်းသားဟာစိစိမ်ဥစ္စာတွေနဲ့ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေရဲ့အနေအထားတိုင်းချမ်းချမ်းသာသာဘဝခရီးကိုပျော်ပျော်ပါပါမိသားစုဘဝနဲ့ဖြတ်ကျော်လာခဲ့ရပေမဲ့လို့သူစိတ်ထဲမှာထူးခြားတဲ့ဥတည်ချက်ရည်ရွယ်ချက်တစ်ခုကဖြစ်ပေါ်နေတယ်သူစိတ်ဓာတ်တွေဟာလူလူနာလူသေးယဟန်ဆိုတဲ့မြင်ကွင်း၄မျိုးကို
မြင်လိုက်ရတဲ့အချိန်ကစပြီးတော့တာမန်ဘဝမှာကျင့်တတ်ခြင်းပျော်ရွှင်ခြင်းဆိုတာမဖြစ်လာတော့ဘူးခေါင်းထဲမှာဗာစဉ်းစားနေတုံးဆိုရင်ဗုဒ္ဓဘောဓိယဒီလိုဆင်းရဲဒုက္ခတွေကလွတ်တဲ့နိလန်းကိုငါသိအောင်လုပ်မယ်သိပြီးတဲ့အခါမှာအများတ attva တွေကိုလည်းပဲဒီလမ်းကြောင်းကိုသိအောင်ပြောပြမယ်ဗုဒ္ဓဘောဓိယငါကိုယ်တိုင်အမှန်တရားကိုသိပြီးတဲ့နောက်အများတ attva တွေသိဖို့အတွက်ငါကြိုးစားမယ်ဆိုတဲ့စိတ်ဟာဖြစ်ပေါ်ပြီးတော့နေတယ်မုတ်တောမောစီယလောကရဲ့အနှောင်ဖွဲ့တွေကအမြဲတမ်းကြီးမားတယ်မိသားစုအနှောင်ဖွဲ့စီစိန်ဥစ္စာဆိုတဲ့အနှောင်ဖွဲ့ပတ်ဝန်းကျင်ဆိုတဲ့အနှောင်ဖွဲ့တွေကနှောင်ဖွဲ့မသိလောက်အောင်တိမ်မွေ့နူးညံ့ပြီးရုပ်မထွက်နိုင်ကြဘူးအဲ့ဒီရုပ်မထွက်နိုင်လောက်အောင်နှောင်ဖွဲ့မိနေတဲ့အနှောင်ဖွဲ့တွေကငါလွတ်အောင်ကြိုးစားမယ်ငါလွတ်တယ်လို့တရားတွေကိုလည်းလွတ်စေရမယ်လွတ်အောင်ကြိုးစားမယ်ဆိုတဲ့အတွေးတွေခေါင်းထဲမှာဝင်နေတယ်ပေါ့တိန်နောတာရယဒီဘက်ကန်းဟာပြဿနာတွေအမြဲတမ်းကြီးမားဆင်းရဲဒုက္ခတွေနဲ့အမြဲတမ်းများပြားတယ်မငြိမ်းချမ်းတဲ့တန်တရားဆိုတဲ့ဒီဘက်ကန်းကြီးကနေပြီးဟိုဘက်ကန်းကိုငါကူးနိုင်အောင်ကြိုးစားမယ်တရားတွေကိုလည်းငါနီးထပ်တူဟိုဘက်ကန်းရောက်အောင်ပို့ဆောင်မယ်ဆိုတဲ့ဒီရည်ရွယ်ချက်အတွေးတွေကသူ့စိတ်ကိုလွှမ်းမိုးထားတာဒါကြောင့်မို့29နှစ်တာကာလယခင်ကပျော်ပျော်ပါးပါးနေခဲ့တဲ့မိသားစုဘဝသူ့အတွက်မပြောနိုင်ဘူးတနေ့တာအချိန်ကုန်လို့ရှိရင်လည်းပဲဒီစိတ်တွေနဲ့ပဲအချိန်ကုန်သွားတော့နောက်ဆုံးမှာစိတ်ပြေလက်ပြောက်ရုပ်ပြင်ဘက်ကိုဥယျာဉ်နေရှုခင်းကောင်းတဲ့ဥယျာဉ်တွေထဲမှာထွက်ပြီးတော့နေပေမဲ့လို့ဒီအတွေးကခေါင်းထဲမှာမပြောက်ဘူးအဲ့ဒီအချိန်မှာမြို့တော်ကသတင်းတစ်ခုရောက်လာတယ်ဘာလဲလို့ဆိုလို့ရှိရင်ရတောရရာမိဖုရားကသားတော်လေးတစ်ပါးဖွားမြင်လာပြီဆိုတဲ့အကြောင်းသတင်းလာပို့တယ်သတင်းလာပို့လိုက်တဲ့အခါမှာလွတ်ခနဲ့သူ့နှုတ်ကဘာပြောလိုက်တော့ဆိုယာဟုဇာတောဗန္ဒနာဇာတံငါရဲ့လာဝန်းလို့ဆိုတဲ့ငါရဲ့စီမံချက်တန်တရားကလွတ်ဖို့ဆိုတဲ့စိတ်ကူးရနေတဲ့လာပြီဝန်းကြီးတော့နှောက်ရှက်မဲ့ယာဟုဆိုတဲ့အသူနေနတ်ကြီးတော့ပေါ်လာပြီငါစိတ်ကိုနှောင်ဖွဲ့မဲ့ဟာတခုတော့ရောက်လာပြန်ပြီလို့စိတ်แท้ကဖြစ်ပေါ်လာတဲ့အတိုင်းရုတ်တရက်နှုတ်ကနေထွက်ပြီးတော့ညှီးတွားလိုက်တာသားကလေးမွေးဖွားတယ်ဆိုတဲ့သတင်းကိုတုံ့ပြန်ပြောဆိုလိုက်တဲ့တခါယာဟုဇာတောဗန္ဒနာဇာတံယာဟုဆိုတာကြီးပေါ်လာပြန်ပြီနှောင်ဖွဲ့တွေရောက်လာပြန်ပြီလို့ဒီစကားပြောပြီးတော့ငြိမ်သက်နေတဲ့အနေအထားမှာလာပြီးတော့သတင်းပို့တဲ့မင်းစီတမန်တွေကမြို့ထဲပြန်သွားပြီးခမည်းတော်သုတ္တရဏမင်းကြီးစီဝင်ရောက်ခစားတော့ခမည်းတော်သုတ္တရဏမင်းကြီးကငါသားကဘာပြောလိုက်တုံးလို့ဆိုတော့ယာဟုဇာတောဗန္ဒနာဇာတံလို့ဆိုတဲ့စကားလုံးကိုပြောလိုက်တယ်ဆိုတော့သုတ္တရဏမင်းကြီးကအဲ့ဒီယာဟုဇာတောဆိုတဲ့စကားလုံးကိုယူပြီးတော့ငါမြေးတော်လေးကိုယာဟုလာလို့မှဲ့မယ်လို့ဆိုပြီးအမည်မှဲ့ပြီးသားဖြစ်သွားတယ်ပေါ့တကယ်ကတော့ညီးလိုက်တာပဲเนาะအဲ့ဒီစကားလုံးလေးကိုယူပြီးတော့အမည်နာမမှဲ့လိုက်တာအဲ့ဒီမှာစိတ်ထဲကပျော်ပိုင်းမှုမရှိဘူးနန်းတော်ကိုပြန်လာခဲ့တယ်ဖះအလောင်းတိဋ္ဌထမင်းသားရဲ့မျက်နှာဟာအင်တမတီတီကြီးကြီးဖြစ်နေတော့
မင်းသားရဲ့မျက်နှာကိုကြည့်နေကြတယ်သူ့ရဲ့အချမ်းရံတွေကပျော်လို့ပျော်ညာဆိုပြီးတော့အတိအမုတ်အကခုံနေနဲ့ဘုရားလောင်းကိုဖြေပြောကြတယ်သူကောင်းတဲ့မှာတော့အမြဲတမ်းပဲငါအမှန်သိအောင်လုပ်မယ်သိပြီးရင်တရားတွေကိုလည်းသိအောင်လုပ်မယ်ဆိုတဲ့အတွေးတွေကလွှမ်းမိုးပြီးတော့နေတော့သူတို့တီးတာမှုတ်တာတွေစိတ်မဝင်စားတော့မကြခင်ပဲငြိမ်သက်ပြီးတော့အိပ်ပျော်သွားတယ်အိပ်ပျော်သွားတဲ့အခါကျတော့တိဋ္ဌထမင်းသားအိပ်ဆက်သွားပြီဆိုတော့တိမုတ်နေကြတဲ့ပုဂ္ဂိုလ်တွေကလည်းသူ့ရဲ့ရံရော်တွေချွေရံသင်းပင်းတွေကအလုံးဟာအမျိုးသမီးတွေကြီးပဲနော်ခုခေတ်မှာအမျိုးသမီးဆိုင်ဝိုင်းပေါ်တာမဟုတ်ဘူးအဲ့ဒီမှာအမျိုးသမီးတွေကြီးပဲအကုန်လုံးတီးကြမှုတ်ကြဆိုကြကတာအကုန်လုံးအမျိုးသမီးတွေကြီးပဲကဲတိဋ္ဌထမင်းသားကျိတ်ဆက်သွားပြီအလုံးတိတ်တိတ်ဆိတ်ဆိတ်နေကြတော့ဆိုပြီးတော့အကယ်၍များနိုးလာရင်ထပ်တီးဖို့ဆိုပြီးတော့ဒီအနေထားတိုင်းသူတို့လဲတီးမှုတ်နေတဲ့တူရိယာတွေကိုအသာလေးလက်နဲ့ဖက်ထားပြီးတော့လျှောင်းဆက်လိုက်ကြတယ်မကြခင်ပဲသူတို့လဲညောင်းညာတော့အိပ်ပျော်သွားကြတယ်လျှက်စစ်မေးမရှိတော့အဲ့ဒီအချိန်မှာစီမီးပဲထွန်းထားတယ်ပေါ့နန္တာစီမှာမိစာတက်ပြီးတော့ထွန်းတဲ့စီမီးတညာလုံးပေါက်ထွန်းထားတယ်ညာလုံးပေါက်ထွန်းထားတယ်မှုံပြအလုံးကိုမြင်နေရတယ်ပေါ့ညတကောင်နီးတဲ့အခါကျတော့အရင်အိတ်မောကျသွားတယ်တိဋ္ဌထမင်းသားကအရင်နိုးလာတယ်ရံရွေတော်တွေကတော့မောမောပန်းပန်းနဲ့အိတ်နေလိုက်ကြတာဟောက်တဲ့လူကဟောက်နော်အမျိုးစုံပါဇက်ကြီးတွေဟာပြီးတေးတွေကြနေတဲ့လူကချမြင်ကွင်းကအမျိုးမျိုးဖြစ်နေတော့ဖြတ်ခနဲ့နိုးလာတဲ့တိဋ္ဌထမင်းသားဟာရုတ်တရက်ထထိုင်မှုံပြမီးအောင်ထဲမှာသူ့ရဲ့ရံရွေတော်ဖြေပြောကြတဲ့အမျိုးသမီးတွေအိပ်ဆက်နေတာကိုကြည့်ပြီးသူ့စိတ်ထဲမှာသုတ်တန်ရောက်သွားတယ်လို့ခံစားရပြန်တယ်ပေါ့အဲ့ဒါကသူ့ရဲ့စိတ်ကိုချက်ချင်းနန်းတော်ကထွက်ခွာဖို့အတွက်ဆုံးဖြတ်ချက်ကိုပို့ပြီးတော့ခိုင်မာသွားစေတယ်ဒါနဲ့အိယာကထဟိုတစ်ဖက်ကန်းတကားနားမှာအိပ်ဆက်နေတဲ့ဆန္ဒဆိုတဲ့သူ့ရဲ့အမတ်ကိုသွားနှိုးတယ်နှိုးလိုက်ပြီးတော့ကဲငါဒီကနေ့အပြင်ထွက်မယ်နန်းတော်မှာမနေတော့ဘူးမနေချင်တော့ဘူးမြင်းသွားပြီးတော့ကာကြိုးတစားဆင်လိုက်လို့ဆိုပြီးတော့အဲ့ဒီအချိန်မှာသားတော်လေးမွေးဖွားလာတယ်ဆိုတာမတွေ့ရသေးဘူးရတော်ရနဲ့နေတာကနန်းပြတ်တတဆောင်းစီနေတာအဆောင်ကူးပြီးတော့သားတော်လေးမျက်နှာသွားကြည့်လိုက်အောင်မယ်ဆိုတဲ့စိတ်ကလေးကတော့ပေါ်လာပြန်တယ်နော်ဖခင်ရဲ့ချစ်ခင်တဲ့မေတ္တာစိတ်ပေါ့သားအပေါ်မှာထားတဲ့မေတ္တာစိတ်ကလေးကတော့ဝင်လာပြန်တယ်အဲ့ဒါနဲ့သွားကြည့်ဖို့ဆုံးဖြတ်ပြီးတော့ရတော်ရာအိတ်တဲ့အခန်းတကားပေါက်လေးကိုလှပ်လိုက်တယ်တကားကိုဖွင့်ပြီးတော့သားမိနှစ်ယောက်အိတ်ဆက်နေတာကိုကြည့်တော့ရတော်ရာကသားကလေးကိုလက်နဲ့ပွေထားပြီးတော့အိတ်ဆက်နေတာတွေ့တော့ငါဝင်သွားလို့ရှိရင်နိုးသွားလို့ရှိရင်ငါစိတ်ကူးထားတာတွေပြတ်သွားလိမ့်မယ်မကြည့်တော့ပါဘူးလေဆိုပြီးတော့တကားပြန်စီပြီးနတ်တော်ဘောကဆင်းသွားလိုက်တာကနကမြင်းကြီးဆန္ဒအမတ်ကပြင်ထားတဲ့အတိုင်းကနကမြင်းပေါ်မှာလွှားကနေတက်ပြီးဆန္ဒကနောက်ကလိုက်မြင်းစီးပြီးတော့ထွက်သွားလိုက်ကြတာအရန်သစ်မျိုးတကားကလည်းပွင့်နေတယ်အဲ့ဒီမြင်းစီးပြီးတော့ထွက်သွားတာတညထဲမှာခရီးဘလောက်ပေါက်သွားသလဲဆိုမြင်းကိုဒုံဆိုင်ပြီးသွားတဲ့သဘောရှိတယ်ပေါ့တညထဲမှာယူဇနာ30ခရီးပေါက်သွားတယ်တယူဇနာကို8မိုင်နှုန်းတ
ချို့လဲ12မိုင်လို့ပြောတာလည်းရှိတယ်ဖြန့်မြခြင်းအဖြစ်12မိုင်နှုန်းနဲ့ပဲ8မိုင်နှုန်းနဲ့ပဲတွက်ကြည့်မယ်ဆိုလို့ရှိရင်နော်မိုင်ပေါင်း240ခရီးပေါက်သွားတယ်နတ်နဲ့မိုးမလင်းခင်တက်ကတိုင်းကပိလဝရေကောလိယရေမန္လတိုင်းရေတိုင်း3တိုင်းကိုဖြတ်ကျော်ပြီးတော့မန္လတိုင်းနေဇက်ကအနုပိယလို့ဆိုတဲ့တဲဥယျာဉ်နီးနားမှာအနောမာဆိုတဲ့မြစ်ကြီးတစ်ခုမြစ်တစ်ခုကိုရောက်သွားတာအဲ့ဒီမြစ်ကိုဖြတ်ကူးလိုက်ပြီးဟိုဘက်ကမ်းလည်းရောက်သွားတောင်ပြင်ပေါ်မှာခဏနာတညထဲမှာမိုင်240ရှိတဲ့ခရီးကိုဖြတ်တန်းသွားလိုက်တာမနေ့မိုးလင်းကစားလေးမှာတာကိယနယ်လဲလွန်သွားတယ်ကောလိယနယ်ပယ်ကြီးကိုလည်းလွန်သွားပြီးတော့မန္လနယ်ပယ်တဲ့ထိရောက်သွားပြီးအနော်မာမြစ်ကမ်းကိုမြစ်ကိုခတ်ချင်းချင်းဖြစ်တဲ့အနော်မာမြစ်ကိုဖြတ်ကူးလိုက်တော့ဟိုဘက်တောင်ဘက်ကိုရောက်သွားတယ်ရောက်သွားတာနဲ့တပြိုင်နက်ဆန္ဒအမတ်ကိုမေးတယ်ဒီမြစ်ကိုဗာမြစ်ခေါ်လဲလို့ဆိုမမအနော်မာမြစ်လို့ခေါ်ပါတယ်အနော်မာရဲ့အဓိပ္ပာယ်ကမယုံညံ့မှုဆိုတဲ့အဓိပ္ပာယ်အေးဒီမြစ်မှာပဲဒီနေရာမှာပဲငါဟိုဘက်ရောက်သွားလို့ရှိရင်သူများနယ်ထဲရောက်တော့မယ်ဒါကြောင့်မို့မင်းသားအဝတ်တွေကိုအကုန်ချုပ်ပြီးဒီအချိန်မှာမမျှော်လင့်မဲနဲ့ဂတိကာရမြမကြီးကလာရောက်ပြီးတော့ဆက်ကတ်တယ်ပရိက္ခရာ10ပါးရောက်ရှိပြီးတော့လာတယ်အဲ့ဒီအချိန်မှာမင်းသားအဝတ်တွေကိုချုပ်အဲ့မြမကြီးကတ်တဲ့သူတော်စင်တွေဝတ်နေကြအဝတ်သင်္ကန်းမျိုးကိုဝတ်မဟုတ်ခင်ဘာလုပ်လဲလို့ဆိုရင်မင်းသားတွေထုံးထားတဲ့စတုံးကိုလက်ထက်ပါလာတဲ့တန်လျက်နဲ့စတုံးဆံပင်အရင်ကနေပြီးတော့စတုံးထုံးထားတဲ့အတိုင်းဆံပင်အရင်ကနေဖြတ်လိုက်တဲ့အခါကျတော့ထိုးစပင်ကပြန်ပြီးတော့ပြေကျမသွားပဲနဲ့ကော်နဲ့ကတ်ထားသလိုထုံးထားတဲ့အတိုင်းစပင်ကနေပြီးမုတ်မုတ်ဆုစုချွန်ညွန်ကလေးဖြစ်ပြီးတော့နေတယ်ဆန်တုံးအရင်ကနေပြီးတော့ဖြတ်လိုက်တာအဲ့ဒီချွန်လေးဟာလက်နှစ်သစ်ပမာဏလောက်ရှိတယ်ပေါ့အဲ့ဒီလက်နှစ်သစ်လောက်ပမာဏရှိတဲ့ဆံပင်ရဲ့ဖိတ်ဖိတ်တောက်နေတဲ့အနဲ့ရောင်ကိုပါထည့်သွင်းပြီးတော့ဘဘုဆရာတွေကမြတ်စွာဘုရားရဲ့ခေါင်းကဆံပင်ကိုတဒံယူပြီးတော့ထုတဲ့အခါဘာဖြစ်နေတော့ဆိုစတုံးလေးလို့ဖြစ်နေအမှန်ကတော့စတုံးမဟုတ်ဘူးခုခေတ်လူတွေနော်ကော်နဲ့ကပ်ပြီးတော့အပေါ်ကလေးတွေအပေါ်မှာကပ်ပြီးဆပင်ထောင်တယ်လို့ထောင်ထားတဘာဝထောင်တာခုခေတ်ကတော့အဲ့ဒါဆေးနဲ့ထောင်ထားတယ်နော်တချို့တော်တော်မြင့်အောင်တောင်ထောင်နေတယ်အခုဘုရားလောင်းကတော့တဘာဝကိုကဆပင်ကပြေးကြမသွားပဲနဲ့ထောင်နေတယ်အဲ့ဒီလိုဖြတ်လိုက်တဲ့ဆပင်ဟာတစ်သက်လုံးပြန်ပြီးတော့ဒီတဲ့ရှည်တက်ပြီးတော့မလာဘူးလက်နှစ်သက်ပမာဏရှိတယ်ဆံမုတ်စိတ်တွေကလည်းထိုလက်နှစ်သက်နဲ့လိုက်လျောညီတဲ့ရေးလောက်ပဲရှိတယ်မုတ်စိတ်ဖာယာနှခမ်းမွေးကာယာကြီးမပါဘူးเนาะရေးလေးပဲဖះလောင်းတော့အဲ့ဒါလို့ဆံမုတ်စိတ်ကိုပယ်ပြီးတော့ကဘာဥကာလကြာဘူးတဲ့ကရပြီးဗြဟ္မာကြီးတွေတိမ့်ထားတဲ့သင်္ကန်းနဲ့ဝတ်စုံတွေကိုဝတ်ယုံပြီးတဲ့အခါမှာတပိတ်ကလေးကိုလွယ်မင်းသားဝတ်တွေကိုအထုပ်ထဲထုတ်ပြီးတော့ဆန္ဒကိုပြန်ပြီးတော့အမိန့်ပေးတယ်ကဲမင်းဒီကနေပြီးပြန်တော့ဆိုတော့ဆန္ဒကသူလဲဝကြည့်ငယ်ပြူရင်သင်္ကန်းဝတ်ပြီးလိုက်ပါမယ်လို့တောင်းဆိုသေးတယ်မင်းလိုက်လို့မဖြစ်ဘူးတဲ့အိမ်ကိုပြန်ပြီးတော့ပြောအောင်တဲ့တရင်ပြန်ပို့လိုက်တဲ့ဆိုပြီးတော့ဆန္ဒနဲ့စကားပြောနေတာကိုကြားရတဲ့ကန္နကမြင်းကြီးကလည်းဒီအတန်နေကြားတော့ငါတို့ခွဲရတော့မှာဆိုပြီးတော့ဝမ်းနဲ့ပတ်နဲ့ဖြစ်တဲ့တရိษံဆိုတာလဲဝမ်းနဲ့တတ်တယ်နော်တချို့
ခွေးတွေဆိုလို့ရှိရင်သခင်ကိုခင်လို့သခင်တည်သွားရင်အဲ့ဒီသခင်မြုပ်နှံထားတဲ့မြေပုံကနေမခွာပဲနဲ့အသေးခံသွားတဲ့ခွေးတောင်ရှိသေးတာပဲလေကဘာမှာမှတ်တမ်းတင်ထားတဲ့ခွေးမျိုးခွေးတွေကလည်းအမတမခင်တတ်တယ်တိရစ္ဆာန်တွေကလည်းအမတမခင်တယ်မြင်းဆိုတဲ့တတ္တဝါတွေဟာလည်းပဲဒီတိုင်းပဲသူ့ရဲ့အရှင်သခင်ကိုအလွန်ခင်မင်တတ်တယ်ခင်မင်တတ်တဲ့အတွက်ကြောင့်မျက်ရည်တွေတွေ့ကြပြီးတော့နောက်ဆုံးမှာစိတ်မထိန်နိုင်တော့ကန္နကမြင်းကြီးဟာအဲ့နာပါပဲဘုံငနဲ့လဲသွားတယ်တည်သွားတယ်ပေါ့အဲ့ဒါဘုန်းကြီးတို့ဟောထားတဲ့တရားတစ်ပုဒ်ရှိတယ်မြတ်ဗုဒ္ဓနှင့်ကန္နကမြင်းတို့ဤပြန်လီဆုံတွေ့ခံဆိုပြီးတော့ဟောထားတာတော့ရှိတယ်အဲ့ဒီမှာနာကြည့်လိုက်လို့ရှိရင်ကန္နကမြင်းဟာဘာဖြစ်တယ်ဆိုတာကိုတွေ့ရလိမ့်မယ်ပေါ့အဲ့တော့ကန္နကမြင်းကြီးတည်သွားတဲ့အခါကျတော့ဆန္ဒထုတ်ထမ်းပြီးသူတယောက်တည်းနယ်သုံးနယ်ကြီးကိုဖြတ်ကျော်ပြီးပြေတော့ပြန်တယ်ဖះလောင်းတော်ကတော့တိဋ္ဌထယဟန်တော်သို့မဟုတ်ဂေါရမယဟန်တော်ဘဝနဲ့မန္တတိုင်းကအနုပိယလို့ဆိုတဲ့တရဥယျာဉ်ထဲမှာတပတ်လောက်ကြာတယ်အဲ့ဒီမှာနေထိုင်တယ်တဲ့အဲ့ဒီတပတ်လောက်ကြာနေထိုင်ပြီးတဲ့အခါမန္တတိုင်းကနေပြီးတော့ခရီးဆက်ပြီးတော့ထွက်သွားလိုက်တာဘယ်ကိုသွားတော့ဆိုတရားကျင့်တဲ့ပုဂ္ဂိုလ်တွေအလွန်ပေါများတဲ့မဂရတိုင်းဘက်ကိုထွက်သွားတယ်ယူဇနာ30ခရီးပဲကုန်းချောင်းသွားတယ်အဲ့ဒီကြတော့ယူဇနာ30ခရီးကိုလမ်းလျှောက်ပြီးတော့ကုန်းချောင်းခရီးနဲ့သွားလိုက်တာရာဇဂိုမြို့ရောက်သွားတယ်ပေါ့ရာဇဂိုမြို့ရောက်သွားတယ်မိုင်240ခရီးကိုကုန်းချောင်းလျှောက်တယ်ပေါ့ရာဇဂိုမြို့ရောက်သွားတဲ့အခါကျတော့လည်းမိုးတောက်တဲ့အချိန်မှာပါလာတဲ့တပိတ်ကလေးကိုလွယ်ပြီးတော့ဆွမ်းခံထွက်တယ်မြို့ထဲကိုဝင်ဆွမ်းခံတာအဲ့ဒါလို့ဆွမ်းခံတဲ့အချိန်မှာနန်းတော်ကနေပြီးတော့မြို့လမ်းမတွေကိုလှမ်းပြီးတော့ကြည့်နေတယ်ဗေမိတာရမင်းကအမှတ်မထင်ထူးခြားတဲ့ပုဂ္ဂိုလ်မြင်လိုက်တာမြို့သူမြို့သားတွေကလည်းအုံချက်ချက်ဖြစ်လာတယ်ဘာဖြစ်လို့တော့ဆိုတော့ဒီလိုဖိုင်ဆွန်းတဲ့အဝတ်သင်္ကန်းကိုဝတ်တဲ့ပုဂ္ဂိုလ်တွေဟာများသောအားဖြင့်တက်ကြီးရွယ်အိုတွေများတယ်တက်ကြီးရွယ်အိုတွေများရုံနဲ့မကဘူးဆံမုတ်စိတ်တွေကလည်းထူလက်ဖြစ်နေဥပုံညစာချိုးသလိုပေါ့နော်ဆံကေတာလက်လေးသစ်မုတ်စိတ်မွေထူလက်ဖြစ်နေမဲညစ်တိစီဝရံတာတေလံအယုတ်ဆိုးအကြီးကြီးจิตသိုးဆိုတာလို့ဖြစ်အဲ့ဒါလို့ခေတ်ကဒါမျိုးတွေပဲများတယ်သို့တော့အခုလို့တန်တန်ပြန့်ပြန့်တန်တန်ရှင်းရှင်းနဲ့ရုပ်ရည်အစဉ်တတ်တတ်ပဲငယ်ငယ်ရွယ်ရွယ်လေးနဲ့သာသနာပေါင်းဝင်လာတယ်ဆိုတာအမှန်တမ်းထူးခြားတဲ့အနေအထားတစ်ခုဖြစ်တက်က29နှစ်ပဲရှိသေးတယ်လေအဲ့တော့ဗေမိတာရာကြီးကမြင်ချင်းရာဇဓမ္မနေကိုလွတ်တယ်အဲ့ဒီရာဇဓမ္မနေလွတ်တယ်ဆိုတာကိုပပိစ္ဆာသုတ်တံမှာပြောထားတာရှိတယ်နော်ပပိစ္ဆာသုတ်တံမှာပြောထားတာသူနာရှိတဲ့အမတ်တွေကိုမေးတယ်ဣမံဘွန်တော်နိတာမေထအဘိရူပောဗျာဟာရုစီရုပ်ကလည်းမတန်ချောတယ်ဗျာဟာထောင်းထောင်းမောင်းမောင်းရုစီလှပတင်းတယ်တဲ့ဟောဒီယဟန်ကိုကြည်ကြစမ်းဟိုမှာကြည်စမ်းအရကထောင်းထောင်းမောင်းမောင်းရုပ်အစင်းကလည်းမတန်လှတင်းတောင်တင်းနေရှိတယ်စရဏေနတံပနောကိုချင်းတရားနဲ့လည်းပြည့်စုံပုံရတယ်သွားရလာတာကြည့်လိုက်ယုကမတ္တေနပိခတိသူကဟိုတောင်ကြည့်မြောက်ကြည့်မကြည့်ဘူးဆွမ်းခံသွားတဲ့အခါမှာယုကမတ္တဆိုတာထဘိုးတပြန်လှဲ့မှတတ်ဆင်ထားတဲ့ထံဘိုးတပြန်4000လူတွေရဲ့တောင်နဲ့4000လောက်အ
တိုင်းတာတစ်ခုမှာမျက်လွှာချတယ်လို့ခေါ်တာပေါ့နော်အဲ့ဒီသွားရလာတာလဲဟိုကြည့်ကြည့်မကြည့်ပဲနဲ့မျက်လွှာချပြီးတော့တီနီငိမ့်ငိမ့်သွားတဲ့ပုဂ္ဂိုလ်ကြည့်ချက်တာအောက်ခိတ္တစက္ခုမျက်လွှာချထားတယ်နော်နာယံနိစကုလမိဝါသူကြည့်ရတာတော့အောက်တန်းစားအမျိုးတွေကမဟုတ်ဘူးထက်တန်းစားတွေကဖြစ်လောက်တယ်ရာဇတုတာဘိထာဝန္တုဟေးတမန်နေအမြန်သွားကြစမ်းအဘိထာဝန္တုဆိုပြေးပြီးတော့သွားကြပျောက်သွားလိမ့်မယ်မင်းတို့မပျောက်စိမ့်နဲ့မျက်ခြေမပြတ်စိမ့်နဲ့ပြေးလိုက်ကြလို့နော်ရိုးရိုးလမ်းလျှောက်ခိုင်းတာမဟုတ်ဘူးအဘိထာဝန္တုဆိုတာပြေးသွားကြမြန်သွားကြကုဟိံဘိက္ခုဂမိတ္တိဒီကိုယ်တော်ဖယ်သွားမယ်ဆိုတာမင်းတို့လိုက်ရှာကြဂေါရမယဟန်တော်လေးကဆွမ်းခံပြီးတဲ့အခါမှာသူစားလောက်ယုံလေးရလိုက်တာနဲ့ပဲတပိတ်ကိုပိုက်ပြီးတော့မြို့ပြင်ထွက်သွားတယ်ရာဇဂိုမြို့ဆိုတာတောင်ငါးလုံးပိုက်ရန်ထားတဲ့မြို့အဲ့ဒီထဲမှာဘယ်သွားတော့ဆိုပန္ဒဝဆိုတဲ့တောင်ခြေဘက်ကိုသွားတယ်ပန္ဒဝတောင်ရောက်တဲ့အခါကျတော့ပန္ဒဝတောင်ခြေမှာရေရလွယ်တဲ့နေရာတစ်ပင်အောက်မှာထိုင်ပြီးတော့ဆုံးဖုံးပေးတယ်နောက်ကနောက်ရောက်ခံလိုက်သွားတဲ့ရာဇဓမ္မန်တွေကတွေ့တယ်တွေ့တော့ရာဇဓမ္မန်3ယောက်သွားတယ်3ယောက်သွားတော့တယောက်ကိုစောင့်ချထားပြီးတယောက်ကအနီးပါးမှာအဆောင်နေပြီးတော့တယောက်ကအလယ်လောက်မှာမျက်ခြေပြတ်မှကြောက်လို့တယောက်ပဲနေပြီးတော့ပြန်ပြီးတော့သတင်းပို့တယ်ဗေမိသာရမင်းကြီးစီသွားတဏှုတင်တဲ့အခါဗေမိသာရမင်းကြီးချက်ချင်းပဲမြင်းစီးပြီးတော့လိုက်လာတယ်နော်အဲ့ဒီဟာကိုဒီပပ္ပစ္ဆာတုတ်တံမှာဖော်ပြထားတယ်မနေ့ကပြောတဲ့ထဲမှာပါတယ်ဗေမိသာရမင်းကြီးကရုပ်ရည်အစင်းအမတမလှပပြီးသူနဲ့တက်တူရွယ်တူမတိမ်မယိမ်းရဟန်းတော်လေးကိုတွေ့တဲ့အခါမှာစိတ်ထဲမှာခင်မင်လို့ဒီမှာတူတူနေကြရအောင်တိုင်းပြည်ကိုတဝက်ခွဲပေးပါမယ်တူတူနေရအောင်လို့ဆိုပြီးတော့ဖိတ်ခေါ်တဲ့အခါမှာလက်မခံမျိုးရိုးမေးတဲ့အခါကျတော့ဟိမန္တာတောင်ခြေကတာဂဝေမင်းမျိုးကလာတယ်ဆိုတာကိုသူပြောပြတယ်မနေ့ကပြောတယ်တဲ့အဲ့ဒါလို့ပပ္ပစ္ဆာတုတ်တံမှာဖော်ပြထားတယ်ပြီးတော့ဒီလိုဖះလောင်းတော်တောထွက်လာခဲ့တယ်ဆိုတာအသေးစိတ်ဖော်ပြထားခြင်းမရှိပြီမဲ့လို့မဟာသစ္စကတုတ်တံမြတ်စွာဘုရားကိုယ်တိုင်ပြန်ပြီးတော့ဇာတ်ကြောင်းပြန်ပြီးတော့ပြောထားတဲ့စကားတွေရှိတယ်ခုခေတ်အနေနဲ့ပြောရဆိုရင်autobiography လို့ပြောဘုရားကိုယ်တိုင်ပြန်ပြောတာအထက်ကရာတွေကဖွင့်ပြီးတော့ရေးတဲ့စကားမဟုတ်ဘူးဘုရားကိုယ်တိုင်ပြန်ပြီးတော့ပြောထားတဲ့စကားရှိတယ်သူသာသနာပေါင်းဝင်လာတဲ့အရွယ်နဲ့ဒီရဟန်းဖြစ်လာပုံအချင်းရာပြောပြထားတယ်အဲ့ထက်ပဲသစ္စကကြီးနဲ့တွေ့တဲ့အချိန်မှာပြန်ပြီးတော့ပြောထားတာအဲ့ပြန်ပြောတဲ့ထဲမှာဘာပါလာတော့ပြန်ပြောပုံလေးကိုပြန်ကြည့်မယ်ဆိုရင်သူဟာတရားဥတရားမြတ်မရခင်အချိန်တရားဥတရားမြတ်ကိုရှာဖွေနေတဲ့မင်းသားဘဝမှာတဲ့ဘာစဉ်းစားမိတုံးဆိုတော့တမ္ဘာဒေါခရဝတောမိသားစုနဲ့နေတဲ့ဘဝဟာအလွန်ကျဉ်းမြောင်းတယ်ကြက်တဲတယ်ကျဉ်းကြက်တယ်မွန်းကြက်တယ်ပေါ့မိသားစုကိစ္စတွေဟိုကိစ္စဒီကိစ္စတွေနဲ့မွန်းကြက်တယ်တရားအထုတ်ဖို့အခွင့်အရေးမရှိဘူးလွတ်လွတ်လပ်လပ်စဉ်းစားဖို့အခွင့်အရေးမရှိဘူးရဇာပထောလောဘတွေဖြစ်ရတယ်ဒေါသတွေဖြစ်ရတယ်ကိလေသာတွေဖြစ်ရတယ်မိသားစု life ဆိုတာမွန်းကြက်နေတာပဲအဘောကတောပပ္ပစ္ဆာယဟန်ဘဝတိတာလင်းတကယ်ကိုလွင်မြင်ကြီးပဲလွတ်လပ်တယ်လို့ဆိုတာ
လွင်ပြင်ကြီးနဲ့အလားတန်တူတယ်နာယိထံတုကရံအဂါရံအစ္ဆဝတ္တတာမိသားစုဘဝနဲ့နေတဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့ဟောဒီဗြဟ္မစရိယဆိုတဲ့မြင့်မြတ်တဲ့အကျင့်ကိုကျင့်ဖို့ဆိုတာပြည့်ပြည့်ဝဝကျင့်ဖို့ဘလို့မှမလွယ်ကူဘူးပြည့်ပြည့်ဝဝကျင့်ဖို့မလွယ်ဘူးဒါကြောင့်မို့လို့ဆံမုတ်စိတ်ရိပ်ပယ်ပြီးတော့ဖိုင်ရည်စွန်းတဲ့အဝတ်သင်္ကန်းကိုဝတ်ယုံပြီးမိသားစုဘဝကနေပြီးမိသားစုနဲ့မနေတဲ့ဘဝကိုပြောင်းရရင်ကောင်းမှာပဲဆိုတဲ့အတွေ့အကြုံပေါ်လာခဲ့ဘူးတယ်လို့ဟုတ်ဒါကဘုရားကိုယ်တိုင်ပြန်ပြီးတော့မိန့်ချတဲ့စကားတစ်ခုအဲ့ဒါလို့တွေးပြီးတော့ဆုံးဖြတ်ချက်ချလိုက်တယ်ဒေါထွက်ခန်းဆိုပြီးတော့ဘုရားဝင်နေမှာရေးတာပေါ့ဒေါထွက်တယ်ဆိုတာ renounce လုပ်တာပဲမိသားစုဘဝကိုစွန့်လိုက်တယ်စီးပွားဥစ္စာတွေအလုံးကိုစွန့်လိုက်တယ်အခွင့်အရေးတွေအလုံးကိုစွန့်တယ်စွန့်ပြီးတော့တရားဓမ္မရှာဖွေမယ်ငြိမ်းချမ်းတဲ့ဘဝကိုရှာဖွေမယ်အမှန်တရားတွေကိုသိအောင်ကြိုးစားမယ်ဆိုတဲ့ဘဝမျိုးထွက်ခွာလာအဲ့ဒီမှာမြတ်စွာဘုရားကသူသာသနာပေါင်းဝင်ရောက်လာပုံယဟန်ပြုလာပုံနဲ့ပတ်သက်ပြီးဆက်ပြီးဘာပြောတော့ဆိုအကာမကဏံမာတာပိတုနံအတုမုခန္နံရုထံတာနံဆိုတဲ့စကားလေးပါအကာမကဏံမာတာပိတုနံမိဘတွေကသူ့ကိုသင်္ကန်းမိုးစေခြင်းမူဘုန်းကြီးမဖြစ်စေခြင်းမူလိုလားမှုမရှိဘူးဒီဘဝမျိုးမိဘတွေကမကြိုက်ဘူးအဲ့ဒီမလိုလားတဲ့မိဘတွေဟာအတုမုခညနာမှာမျက်ရည်တွေနဲ့ရုထန္တနှုတ်ကလည်းထုတ်ပြီးတော့အတန်ထွက်ပြီးတော့ငိုကြွေးနေကြသားလေးဒီလိုလှုပ်သွားတာကိုမကျေနပ်နိုင်ကြဘူးအဲ့ဒီလိုငိုကြွေးနေတဲ့အချိန်မှာပဲဆံမုတ်စိတ်ပယ်ပြီးသင်္ကန်းဝတ်ခဲ့တယ်လို့မြတ်စွာဘုရားဒီလိုပြန်ပြောတာဒီနေရာလေးမှာနိုင်ငံသားစာဖတ်တဲ့ပုဂ္ဂိုလ်တွေကမြန်မာတွေတွေးတယ်လို့မတွေးဘူးမြန်မာတွေကတော့ထက္ကရာဆရာတွေရှင်းလင်းချက်အတိုင်းဘုရားလောင်တော်ထက်တဲ့ဟာဒီညာကြီးတကောင်တိတ်တိတ်ထွက်လာတာဆိုတော့မိဘတွေငိုးနေတုံထွက်လာတာမဟုတ်ဘူးသူတို့ကမိဘတွေငိုးနေတုံထွက်တာမဟုတ်ဘူးညာကြီးထွက်တာလည်းမဟုတ်ဘူးမိဘတွေငိုးနေတုံအိမ်ကနေဇွတ်ထွက်လာတယ်လို့သူတို့ကဒီလိုယူဆတယ်ဒီစာပိုက်ကြည့်မယ်ဆိုရင်လည်းပဲအဲ့ဒီပုံစံမျိုးဖြစ်တယ်ပေါ့သို့တော်လည်းပဲဖြစ်နိုင်တာဘုရားလောင်ထွက်သွားတယ်ဆိုတာမနဲ့သိလိုက်တဲ့အချိန်မှာသူတို့မဖြစ်စေချင်တာဖြစ်လို့မိဘတွေဟာငိုးချန်ရစ်တယ်လို့ဒီလိုတော့ပြောလို့မရဘူးလားဆိုရတယ်ညတကောင်ကပျောက်သွားတဲ့သားကလေးမနဲ့မိုးလင်းတဲ့အခါမိဘတွေဟာငိုကြွေးဒီနေရာမှာလဲမာတာပိတုနံဆိုတော့တစ်ဖက်ကကြည့်မယ်ဆိုရင်မေတော်ကြီးမရှိတော့ဘူးဖွားပြီးတော့9ရက်အရာမှာပဲမေတော်မာယာနိုင်ရဆန်သွားတယ်သို့တော်ဒီစာပိုက်မှာမိဘနှစ်ပါးငိုကြွေးနေထုံးသင်္ကန်းဝတ်ခဲ့တယ်ဆိုစကားအရာပြောမယ်ဆိုရင်မေတော်ကြီးရှိနေသေးတယ်လို့တချို့ကတွေးကောင်းတွေးပြီးလိုက်ပဲသို့တော်လဲမိတွေတော်ခေါရမီဟာမေတော်အရာမှာဖြစ်လို့စကားပြောစဉ်အတိုင်းမလိုလားတဲ့မိဘတွေမျက်ရည်နဲ့မျက်ခွက်ဖြစ်နေတဲ့အချိန်မှာသာသနာပေါင်းဝင်လာတယ်ဆိုလိုတာကမိဘတွေကသင်္ကန်းမိုးစီခြင်းလို့အချိန်ချင်းတားခဲ့တာအချိန်ချင်းတားတယ်လေချိန်ချင်းတားတဲ့ဂျားတွေကပဲတိတ်တဆိတ်နန်းတော်ကထွက်သွားတာကိုအဲ့ဒါကြောင့်မလို့ဒီစကားမျိုးကိုဒီလိုပြောတာအတိပ္ပယ်ယူရမှာကမိဘတွေကအချိန်ချင်းတားပြီးမလိုလားတဲ့သာသနာပေါင်းဝင်ရောက်ပြီးဘုန်းကြီးဝတ်သွားတာကိုမလိုလားတဲ့အချိန်မှာပဲသာသနာပေါင်းဝင်ပြီးတော့ရဟန်းခံခဲ့တယ်လို့ရဟန်းဖြစ်ခဲ့တယ်လို့ဒီလိုအဓိပ္ပာယ်ယူရမှာပဲအဲ့လိုအဓိပ္ပာယ်ယူမယ်ဆိုလို့ရှိရင်တော့
မှန်ကန်တဲ့အဓိပ္ပာယ်ကိုရနိုင်ပါတယ်ကောင်းပြီအဲ့ဒါလို့ယဟန်ဖြစ်လာပြီးတဲ့နောက်မှာဘာလုပ်လဲဆိုပပ္ပစိတောတမနောယဟန်ဖြစ်လာပြီးတဲ့နောက်မှာကိဉ္ကုတလခဝေတိအပြစ်ကင်းတဲ့ကုသိုလ်တရားဆိုတာဘယ်ဟာလဲဆိုတာလေ့လာငါတဏ္ဍာမှာဖြစ်လာမယ်ဆိုလို့ရှိရင်အပြစ်ကင်းတဲ့ကုသိုလ်တရားတွေဟာဘာတွေလဲလို့ဆိုတာရှာဖွေဖို့အနုတ္တရံတန်တိဝရပဒံပရိယေတမာနောတောထွက်လာပြီးတဲ့နောက်မှာရှာဖွေတာလေ့လာတာစူးစမ်းတာဘာလဲလို့ဆိုရင်ဘယ်ဟာကုသိုလ်တရားလဲဆိုတာကိုရှာဖွေလေ့လာတယ်အလွန်မြင့်မြတ်တဲ့အငြိမ့်ဓာတ်အတုမဲ့အငြိမ့်ဓာတ်ဆိုတာဘယ်ဟာလဲလို့ဆိုတာရှာဖွေတယ်အဲ့ဒီရှာဖွေဖို့အတွက်မိသားစုဘဝကိုစွန့်ပယ်ပြီးတော့မိသားစုနဲ့ကင်းပြီးလွတ်လပ်တဲ့ယဟန်ဘဝကိုကူးပြောင်းခဲ့တာလို့ဒါမြတ်စွာဘုရားကိုယ်တိုင်သစ္စကကြီးနဲ့တွေ့တဲ့အခါမှာပြန်ပြောတဲ့စကားလေးပေါ့အဲ့ဒါလို့နဲ့ဝတ်လာတဲ့အခါမှာဘယ်လိုအချိန်ဝတ်လာတုံးလို့ဆိုအရွယ်အနေနဲ့ဖော်ပြတဲ့အခါမှာခေါဏလိုသင်္ကန်းဝတ်ဖို့အချိန်ချင်းစဉ်းစားတယ်မိဘတွေမလိုလားတဲ့အလုပ်ကိုနောက်ပိုင်းမှာအောင်မြင်မြင်စွန့်လုပ်လာတယ်အဲ့ဒီအချိန်မှာဒဟရောဝတမနောအရွယ်ကအမတမငယ်သေးတယ်တုနုပြိုပဲရှိသေးတယ်ကာလခေတောဆပင်ကအ내ပဲရှိသေးတယ်ဆိုခုခေတ်လူတွေတော့အယောင်ဆိုးပြလိုက်တာ내မနဲ့တော့နော်ကာလခေတော내မှောင်နဲ့ဆပင်ရှိနေတဲ့အချိန်ဗတ္ထရေနရွပနေနအရွယ်ကောင်းတဲ့အချိန်လေးမှာ29နှစ်ပဲရှိသေးတာဟုတ်အရွယ်အလွန်ကောင်းပြီးတော့နော်ပထမေနဝယတာလူရဲ့အရွယ်သုံးပါပေါင်းလိုက်လို့ရှိရင်ပထမအရွယ်မှာပဲရှိသေးတယ်အဲ့တော့ပထမအရွယ်ဆိုတာ33နှစ်ထိအောင်ပထမအရွယ်လို့ခေါ်တယ်နောက်ထပ်ဒုတိယ33နှစ်ကျတော့66နှစ်ထိပေါ့ဒုတိယ33နှစ်ကဒုတိယအရွယ်66နှစ်ကနေ68နှစ်ကနေပြီးအထက်ကျတော့တတိယအရွယ်လို့ဒီလိုသတ်မှတ်တယ်တရားရန်ကို3ပိုင်းပိုင်းလိုက်တာ33ခုစီပိုင်းလိုက်တဲ့အခါကျတော့လားတရားပြည့်ဖို့တစ်ခုပဲလိုတာကိုအဲ့ဒါလို့လူတွေရဲ့အရွယ်3မျိုးကိုပိုင်းထားတဲ့ထဲမှာဖះလောင်တောထွက်ပြီးတော့ယဟန်ပြုခဲ့တာပထမအရွယ်ပဲရှိသေးတယ်ဆိုတာမြတ်စွာဘုရားကိုယ်တိုင်သူ့ဘဝဇာကြောင်းကိုပြန်ပြောတဲ့ထဲမှာဒါပါတယ်ပေါ့ပထမေနဝယတာပထမအရွယ်မှာပဲမိဘတွေကမလိုလားတဲ့အလုပ်တစ်ခုကိုသူဟာလှုပ်လာခဲ့တယ်လို့သူပြောတာအဲ့ဒါလို့လှုပ်ပြီးတဲ့အခါယဟန်ဘဝလည်းရောက်ရောကုသိုလ်ဆိုတာဘာလဲအပြစ်ကင်းတဲ့တရားဆိုတာဘာလဲအမြတ်ဆုံးငြိမ်းချမ်းမှုဆိုတာဘာလဲဆိုတာဒီနှစ်ခုကိုစူးစမ်းလေ့လာအဲ့တော့ရာဇဂြိုလ်ပြည်ရောက်တဲ့အခါမှာရာဇဂြိုလ်ပြည်မှာတရားကျင့်နေတဲ့ပုဂ္ဂိုလ်ကြီးတော်တော်များတယ်မကရာအတိုင်းမှာဒါကြောင့်ရာဇဂြိုလ်ပြည်လဲရောက်ရောအဲ့ဒီအချိန်မှာနာမည်ကြီးနေတာဘယ်သူတုံးလို့ဆိုတော့အာလာရကာလမတို့ဥဒကရမဗုဒ္ဓတို့ကနာမည်ကြီးတယ်ဒါကြောင့်မို့ဘုရားလောင်အရှင်ဂေါရမယဟန်တော်လေးဟာအာလာရကာလမဆိုတဲ့ဆရာကြီးစီသွားတယ်ရောက်သွားတဲ့အခါကျတော့ခွင့်တောင်းတယ်ဆရာကြီးရဲ့အကျင့်တရားမှာသူ့ရဲ့သာသနာမှာဝင်ရောက်ပြီးတော့လေ့လာခွင့်ကျင့်သုံးခွင့်ပေးပါလို့ဆိုတော့ဟောလောလကူနဲ့ခွင့်ပေးတယ်ခွင့်ပေးပြီးတော့ပထမသင်ယူရတယ်သူ့ရဲ့ယူဝါဒတွေယူဝါဒသင်ယူလိုက်တာဒီအရှင်ဂေါရမဖះလောင်းတော်ဟာညာအမတမထက်တာဖြစ်လို့ခဏအတွင်းမဲ့သူသင်ကြားပို့ချချက်တွေအကုန်လုံး
နှုတ်တက်ဆောင်နိုင်သွားတယ်ပေါ့အကုန်လုံးရသွားတယ်ရသွားတော့သူနဲ့တန်းတူသင်ယူနေကြတဲ့အာလာရကာလမရဲ့တပည့်တွေအားလုံးဟာစာပေကိုအလွတ်ရွတ်နိုင်ုံလေးနဲ့ပဲတပ်ပြီးဆိုတဲ့အနေအထားမျိုးသိတယ်ဆိုတဲ့အနေအထားမျိုးကိုပြောနေကြတဲ့ပုဂ္ဂိုလ်တွေကြီးပဲရှင်ဂေါရမစဉ်းစားတယ်ဒီအာလာရကာလမဆရာကြီးဟာဒီတရားဓမ္မတွေကိုသိယုံသိတာမဟုတ်ဘဲနဲ့လက်တွေ့ကျင့်သုံးပြီးတော့ထူးခြားတဲ့တရားဓုတရားမြတ်ဒီကျင့်စဉ်တိုင်းသူအောင်မြင်ပြီးသားဖြစ်ရမယ်ယုံကြည်ချက်တတ်တတ်နဲ့တော့သူလုံးတာမဟုတ်တော့ဘူးလက်တွေ့ကျင့်သုံးပြီးသူပေါက်ရောက်အောင်မြင်မှုတော့ရှိရမယ်ဆိုပြီးအာလာရကာလမယသိတာဆရာကြီးထံချင်းကပ်ပြီးတော့မေးတယ်ဘယ်အဆင့်ထိအောင်လက်တွေ့ကျင့်သုံးပြီးပြီလဲလို့ဆိုတော့အာကိဉ္စညာယတနာဇံလို့ခေါ်တယ်နော်ရူပဝဆရဇံ၄ဆင့်ပြီးတဲ့နောက်မှာအရူပဇံ၄ဆင့်ရှိတဲ့ထင်မယ်ပထမဆင့်ကအာဂတနိသယတနာဒုတိယအဆင့်ကဝိညာဉ်နိသယတနာအာကိဉ္ဝိညာဉ်နိသယတနာတတိယကအာကိဉ္စညာယတနာလို့ဆိုတယ်အလုံး9ဆင့်မြောက်ဟောရောက်ပြီးပြီလို့ပြောလိုက်တယ်ပြောလိုက်တော့ဘုရားလောင်းလေးဒီယဟန်တော်ရှင်ဂေါတမဘယ်လိုစဉ်းစားတော့ဆိုဒီဆရာကြီးမှသာယုံကြည်ချက်ရှိတာမဟုတ်ဘူးငါမှလည်းယုံကြည်ချက်ရှိတယ်ဒီဆရာကြီးကသာကြိုးပမ်းအထောက်မှုရှိတာမဟုတ်ဘူးဝီရိယရှိတာမဟုတ်ဘူးငါမှလည်းဝီရိယရှိတယ်သူ့မှသာခိုင်မာတဲ့တတိရှိတာမဟုတ်ဘူးငါမှလည်းတတိရှိတယ်သူ့မှသာစိတ်တည်ငြိမ်မှုတမာတိရှိတာမဟုတ်ဘူးငါလည်းရှိတယ်ဒီဆရာကြီးမှသာပညာရှိတာမဟုတ်ငါလည်းပညာရှိတယ်သူရောက်တဲ့အဆင့်ကိုငါရောက်အောင်ကြိုးစားမယ်ဆိုပြီးသင်ပြထားတဲ့နိစ္စနဲ့တိုင်းကျင့်လိုက်တာမကြခင်ပဲအာကိဉ္စညာရဏဇံထီအောင်ပေါရောက်သွားတယ်တဲ့ပေါရောက်သွားတဲ့အခါအာလာရကာလမယသိကြီးထံသွားပြီးတော့ဆရာကြီးသိတဲ့တရားအာကိဉ္စညာရဏဇံဒါပဲလားလို့ဆိုဟုတ်တယ်အဲ့တော့သူလည်းရပြီဆိုတော့ဆရာကြီးကသိသဘောကျသွားတယ်သဘောကျသွားတော့သူ့ကိုဖိတ်ခေါ်တယ်တို့ရဲ့ဒီအာလာရကာလမခိုင်းကြီးကိုနှစ်ဦးတူတူလက်တွဲပြီးတော့ဆက်လက်ပြီးတော့ခိုင်းကြီးပွားအောင်လုပ်ကြရအောင်နော်သူနဲ့လက်တွဲပြီးတော့ဒီမှာပဲတပည့်တွေကိုတွန်တင်ဆုံးမတဲ့ဆရာလုပ်ကြရအောင်လို့ဖိတ်ခေါ်တယ်အဲ့ဒီခေတ်ကတကယ်သူတော်ကောင်းကြီးတွေနော်ငါအဆင့်ရောက်လာရမလားခုမှရောက်တာမှမကြသေးဘူးငါအဆင့်ရောက်လာရမလားလို့ jealousy မဖြစ်ဘူးခုခေတ်ဆိုရင်တော့ jealousy ဖြစ်မှသိကြတယ်ပေါ့အဲ့ဒီခေတ်က jealousy မဖြစ်ဘူးတကယ်သူတော်ကောင်းကြီးအာလာရကာလမတကယ်သူတော်ကောင်းကြီးမှုဟာသူသိတဲ့တရားတွေယဟန်ဂေါတမလည်းသိတယ်ငါနဲ့ယဟန်ဂေါတမတူတူပဲလို့ဆိုပြီးတော့ဓာတ်နုထားပြီးအတူလက်တွဲပြီးတော့သာသနာပြုချအောင်လို့ဖိတ်ခေါ်လိုက်တဲ့အခါဘုရားလောင်းလေးကစဉ်းစားတယ်အာကိဉ္စညာရဏဇံဆိုတာအာကိဉ္စညာရဏဘုံလို့ဆိုတဲ့ယုံမဲ့ဗြဟ္မာတစ်မျိုးပဲဖြစ်ဖို့ရှိတယ်။တန်လျာဝကလုံးဝလွတ်တဲ့အဆင့်မဟုတ်ဘူး။ဒါကြောင့်မို့လို့ငါလိုချင်တဲ့အဆင့်မဟုတ်သေးဘူးဆိုပြီးတော့အဲ့ဒီမှာစာပေကမြတ်စွာဘုရားသုံးတဲ့စကားလုံးကဘယ်လိုသုံးလို့ဆိုအဲ့ဒီအာကိဉ္စညာရဏဇံတန်ဓမ္မအနလင်္ကရိတဝါတတ္တမဓမ္မာနိဗ္ဗိသပက္ကမေဆိုလိုတာကအာကိဉ္စညာရဏဇံဆိုတဲ့တရားကိုအနလင်္ကရိတဝါတာမန်ကြည့်မယ်ဆိုရင်တစားမစင်မဲလို့ဒီလိုအဓိပ္ပာယ်မျိုးယူရမလို့ဖြစ်တယ်သို့တော်လည်းပဲအနလင်္ကရိတဝါဆိုတဲ့စကားကိုအထက်ကရာဆရာဖွင့်တဲ့အခါကျတော့ဘယ်လိုဖွင့်တော့ဆိုအနုအလံကရိတဝါအချိန်ချင်းအထက်ထစိတ်ထဲကနေပြီးဟာဒါအလကားပဲအလကားပဲဒီအဆင့်ဟာအလကားပဲအလံဆိုတဲ့စကားလုံးကသူကညင်းပယ်တဲ့စကားလုံးအင်္ဂလိပ်လို့ဆိုရင် no ပေါ့နော်ဒီအဆင့်ဟာအလကားအဆင့်ပဲအချိန်ချင်းအထက်ထစိတ်ထဲကနေညင်းပယ်ပြီးတော့
အဲ့ဒီတရားကိုလက်လွတ်ပလိုက်တယ်ဒီတဲ့အစင်မျက်နှာရှာအောင်မယ်ပေါ့ဆိုပြီးတော့အလရကလမယေတိကြီးရဲ့ဖိတ်ခေါ်မှုလက်မခံမဲနဲ့နောက်ဥဒကရမဗုဒ္ဓအတိုင်းဝိုင်းသူ့ရဲ့ခိုင်းအုပ်စုဘက်ကိုဆက်လက်ထွက်ပြီးတော့သွားတယ်ဥဒကရမဗုဒ္ဓယတိကြီးနဲ့တွေ့တဲ့အခါမှာလဲသူ့ရဲ့နီးစနစ်တွေကိုသင်ယူလိုက်တာမကြခင်ပဲတတ်သွားတယ်တတ်သွားပြီးတော့ခုနလိုပဲစဉ်းစားပြီးဒီနီးစနစ်အတိုင်းကျင့်ကြံကြိုးကုပ်အားထုတ်လိုက်တဲ့အခါမှာနေဝတင်ညာနာတင်ညာယရဏဇံလို့ဆိုတဲ့တမဘတ်၈ပါးလမ်းဆုံးထိတ်ဆုံးထိအောင်ရောက်သွားတယ်အဲ့ဒီထိတ်ဆုံးထိအောင်ရောက်တယ်ဆိုတာရာမဆိုတဲ့ဆရာကြီးတူပဲရောက်ဖို့တယ်ဥဒကတောင်မှမရောက်ဘူးသေးဘူးတဲ့အဲ့ဒီမှာသူ့ကိုသင်ပေးတဲ့ဥဒကဆရာကြီးကတောင်အဲ့ဒီကိုမရောက်သေးဘူးသူ့ရဲ့ဆရာရာမဆိုတဲ့ဆရာကြီးကသာနေဝတင်ညာနာတင်ညာရဏဇံအထိလက်တွေ့ပေါက်ရောက်တာဖះလောင်းကမကြခင်မဲ့အားထုတ်လိုက်တဲ့အခါနေဝတင်ညာနာတင်ညာရဏဇံဆိုတဲ့အဆင့်အမြင့်ဆုံးကိုရောက်သွားတဲ့အခါဥဒကရမဗုဒ္ဓထံချင်းကပ်ပြီးတော့ပြောတယ်ပြောတဲ့အခါကျတော့အံ့ဩသွားတယ်သူ့ဆရာကြီးရောက်တဲ့အဆင့်ကိုရောက်နေတာဆိုတော့သူလည်း jealousy မဖြစ်ဘူးတော်လိုက်တာဆိုပြီးတော့ဒီကိုင်းကြီးမှာဖះအလောင်းကိုဆရာတင်နေသူဟာနော်ဆရာအနေနေပါဒီကိုင်းကြီးကိုအုပ်ချုပ်ပါသူတို့တောင်ဒီအဆင့်မရောက်သေးဘူးဆိုပြီးတော့ဖះအလောင်းလေးကိုတောင်းဆိုတယ်အဲ့ဒီတောင်းဆိုတဲ့အခါမှာလဲသူကစဉ်းစားတယ်နေဝတင်ညာနာတင်ညာရဏဇံဆိုတာအရူပဘုံမှာပဲလမ်းဆုံးတယ်တန်တရားဟုတ်ကမလွတ်သေးဘူးဒီတဲ့အစမြင့်နဲ့တရားရှားရအောင်မယ်ဆိုပြီးတော့စိတ်แท้ကလက်မခံဘူးအနတ်လင်ဂရိတ်တော်အကျဉ်းချင်းစိတ်แท้ကညှင်းပယ်ပြီးတော့ဥဒကရမဗုဒ္ဓတို့ရဲ့ထံကနေပြီးတော့ထွက်ခွာသွားတယ်ကြီးနော်တရားရှာနေတာချက်ချင်းတွေ့တာမဟုတ်ဘူးမကရတိုင်းရာဇဂိုပတ်ဝန်းကျင်မှာဆရာကောင်းနာမည်ကြီးတဲ့ဆရာတွေစီချင်းခတ်ပြီးတော့တရားရှာပထမဆုံးအလာရကာလမနဲ့တွေ့ဆုံပြီးတော့ပထမသင်ယူတယ် technique ကိုသင်ယူတယ်သင်ယူပြီးတော့လက်တွေ့ကျင့်သုံးတယ်ပေါက်ရောက်အောင်မြင်တယ်အဲ့ဒါနဲ့မကျေနပ်တော့ဥဒကတို့ခိုင်းကိုပြောင်းသွားတယ်ပြောင်းသွားပြီးတော့ဥဒကဆရာကြီးစီကသင်တယ်လက်တွေ့ကျင့်သုံးတယ်အောင်မြင်ပေါက်ရောက်မှုရသွားတယ်ဒါကိုလည်းစိတ်ထဲမှာမကျေနပ်ဘူးဒီတဲ့ထူးခြားတဲ့တရားရှိရအောင်မယ်ဒါတော့တော့မဟုတ်သေးဘူးလို့ဆိုပြီးတော့ထွက်ခွာသွားတယ်အဲ့ဒီကနေထွက်ခွာသွားတော့ဘယ်ရောက်သွားတော့လို့ဆိုတော့ဥရဝေလာတောဘက်ကိုရောက်သွားတာနော်အဲ့ဒါကိုလည်းမြတ်စွာဘုရားကပြန်ပြီးတော့ဒီသစ္စကပြပိုက်ကြီးနဲ့တွေ့တဲ့အခါမှာသူကိုယ်တိုင်တရားကျင့်ခဲ့တဲ့နေရာအကြောင်းကိုပြောပြထားတာရှိတယ်မဂရေတုအနုပုပ္ပေနစာရိကံစရမနောမဂရတိုင်းထဲမှာဥဒကရမဗုဒ္ဓရဲ့ကျောင်းကနေပြီးထွက်ခွာပြီးတော့လာတဲ့အခါစင်တိုင်းရှေ့ဆက်သွားလိုက်တော့ဘာတွေ့တော့ဆိုယေနဥရဝေလာတေနာနိဂမောတရဝတရီဥရဝေလာတောသေနာဆိုတဲ့ဏိဂုံးရွာဘက်ကိုရောက်သွားတယ်အဲ့ဒီကိုရောက်သွားတယ်လို့ဆိုလို့သေနာဏိဂုံးရွာဆိုတာနှုတ်ကနာစွမ်းကတ်တဲ့သူစာတာတို့ရဲ့ရွာကိုရောက်သွားတာကိုပြောတာနော်ဥရဝေလာတော်သေနာဏိဂုံးရွာဘက်ကိုရောက်သွားတယ်ရောက်သွားလိုက်တဲ့အခါကျတော့အလုံးဗုဒ္ဓဂယာရောက်တဲ့ပုဂ္ဂိုလ်တွေတော့ရှိမှာပေါ့ခဏခေတ်မြင်ကွင်းနဲ့လွန်ခဲ့တဲ့နှစ်ပေါင်း2500မြင်ကွင်းကတော့ပြောင်းသွားပြီပေါ့ခြေနေတွေအများကြီးပြောင်းနေပြီပေါ့အဲ့ဒီမှာဥရဝေလာတောနာမှာကြည့်တော့နေရဌာနအနေထားတစ်ခုကိုမြတ်စွာဘုရားကပြန်ပြီးတော့ပြောထားတာဘာတော့ဆိုရမဏီယံဘူမိဘာဂံဥရဝေလာတောကြည့်လေရတာမြေကလည်းပဲမြေပြတ်အင်တမပျော်မွေးเสียကောင်းတယ်ပျော်မွေးเสียကောင်းတယ်မြေပြင်ကလည်းပျော်မွေးเสียကောင်းတယ်ပါတာဓိကံသဝနတန္တံတုပ်လေးကလည်းလှတယ်နတိစတန္တန်တေ
နဒိန်စတန်တန်တိန်မြစ်ရည်တွေကလည်းစီးနေတယ်မြစ်ရဲ့နာမည်ကိုတော့ဒီမှာထည့်ပြီးတော့ပြောမထားဘူးသို့သောပပိစ္ဆာတုံးမှာတော့နေရင်စရာမြစ်လို့ထည့်ပြီးတော့ပြောတာနေရင်စရာမြစ်ဆိုတာမော်ရီညွန်နေမရှိလို့ရေကအမတမကြည်တယ်ငါးလေးတွေကူးနေတာတောင်မြင်ရလောက်အောင်ရေကြည်တယ်လို့ဆိုလိုတယ်ပေါ့မြစ်ကလည်းပဲတသွင်းသွင်းစီးဆင်းနေတယ်တေတကံမြစ်ရည်လေးကကြီးပြီးတော့ဖွေးနေတာတုပ္ပတိဋ္ဌံစိတ်ကန်းလေးတွေကလည်းအမတမတာယာလှပါတယ်၆ကဘာကြီးတွေမဟုတ်ဘူးမြစ်ထဲကိုဆင်းမို့ရတောင်မြင်လေးနဲ့စိတ်ကန်းလေးတွေကလည်းအမတမကောင်းတယ်တုပ္ပတိဋ္ဌံရမဏီယတမန္တာစခောစရခါမံပတ်ဝန်းကျင်ကလည်းဆွမ်းခံရွာတွေရှိတယ်အဲ့တော့ဒီအချက်လက်တွေကိုကြည့်လိုက်တဲ့အခါအမတမပြည့်စုံမြေပြင်ကလည်းပဲညီညာတယ်ပျော်မွေ့စရာကောင်းတယ်တောအုပ်ကြီးကလည်းပဲကြည်နူးစရာကောင်းတယ်မြစ်ကလည်းပဲစီးဆင်းနေတယ်မြစ်ရေကလည်းကြီးနေတယ်ဖွေးနေတယ်စိတ်ကန်းလေးကလည်းအမတမသားရတယ်ပတ်ဝန်းကျင်မှာလည်းပဲရွာလေးတွေရှိတယ်ဒီနေရာဟာတကယ်ကိုတရားအထုတ်လို့ကောင်းတဲ့နေရာတစ်ခုပဲလို့စိတ်ထဲမှာဆုံးဖြတ်ပြီးဒီနေရာမှာပဲငါတရားကျင့်တော်မယ်လို့စိတ်ဆုံးဖြတ်ပြီးဥရဝေလာတော်မှာဖះအလောင်းတော်ဟာဆက်လက်ပြီးသတင်းသုံးတယ်ဆိုတဲ့အကြောင်းပြန်ပြောထားတယ်နော်ဒါ autobiography ထက်ကထာကရေးတဲ့စကားမဟုတ်ဘူးဖះကိုယ်တိုင်သူကိုယ်တိုင်ကျင့်ကြံခဲ့တဲ့ဟာကိုပြန်ပြီးတော့ပြောပြတာအဲ့ဒါလို့အမတန်လှပတဲ့နေရာတစ်ခုကိုရွေးချယ်ပြီးတော့စိတ်ငြိမ်တဲ့တစ်ပင်အောက်မှာရောက်ရှိရင်ကနေပြီသူစဉ်းစားလာတော့ခေါင်းထဲမှာနှိုင်းရှင်စရာဥပမာလေးတွေပေါ်လာတယ်။ဘာတွေဥပမာပေါ်လာတော့ဆိုတရားဓမ္မကျင့်ကြံကြိုးကိုအထုတ်တော်မယ်ဆိုတစ်သား၃ချောင်းစဉ်းစားမိတယ်ပေါ့တစ်သား၃ချောင်းအခြေအနေချင်းမတူတဲ့တစ်သား၃ချောင်းတစ်သားဆိုတာကျွတင်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ရှေးခေတ်တုန်းကမီးရဖို့ဆိုတာအမတန်မှမာကျောတဲ့ဒုတ်ချောင်းနှစ်ချောင်းကိုပွတ်ရတယ်နော်အောက်ကခံတဲ့ဒုတ်ချောင်းကိုပုတ်ခုံလို့ခေါ်တယ်အပေါ်ကနေပွတ်တဲ့ဒုတ်ချောင်းကိုတော့ပွတ်ကြီးလို့ခေါ်တယ်ပုတ်ခုံပွတ်ကြီးအဲ့ဒီဒုတ်ချောင်းနှစ်ချောင်းကိုပွတ်လိုက်တဲ့အခါမှာပူးလာပြီးတော့မီးဖြစ်လာတာရှေးကမီးရဖို့ဆိုတာတော်တော်ကြိုးစားရတယ်လို့ဒီလိုပြောတာဒါကြောင့်မို့ကြိုးစားအထုတ်မှုနဲ့ပတ်သက်ပြီးပြောတဲ့အခါမှာမိဖို့ယောက်ျားပမာလားသို့ဆိုတဲ့ရှေးကကြပြစကားလေးတွေရှိတယ်ပေါ့အလုပ်လုပ်ပြီးဆိုရင်မိဖို့ယောက်ျားရဲ့ကြိုးစားမှုမျိုးနဲ့လုပ်ရမယ်နားလို့မရဘူးသူကခဏနာချထားရင်ပြန်အေးတော့မှလေဒုတ်ချောင်းတစ်ချောင်းကိုပုတ်လေးပူလေးပိုးပူလာတဲ့အချိန်လေးမှာမိဖြစ်မှာကိုရပ်ထားလိုက်လို့ရှင်ပြန်အေးတော့မှမရဘူးအဲ့ဒီမှာဘုရားလောင်းကအဲ့ဒီခေတ်ကမိရအောင်လှုပ်တဲ့ပုတ်ခုံပုတ်ချီဆိုတဲ့ဒါနှစ်ခုကိုဥပမာပြုတ်ပြီးတော့မြတ်စွာဘုရားကတစ်သား၃ချောင်းခေါင်းထဲမှာပေါ်လာတယ်အဲ့ဒီတစ်သား၃ချောင်းမှာတစ်ချောင်းကစိုးလဲစိုးနေတယ်ရေထဲလဲချထားတယ်ဒါကတစ်ချောင်းနောက်တစ်ချောင်းကတော့စိုးတော့စိုးတယ်ရေထဲတော့မထားဘူးကုန်းပေါ်တင်ထားတယ်ဟောဒါကတစ်ချောင်းနောက်ဆုံးတစ်ချောင်းကျတော့6တွေ့နေတယ်ကုန်းပေါ်မှာလဲထားတယ်ကဲမီးရဖို့ဆိုရင်ဘယ်ချောင်းကပို့ပြီးမီးရဖို့ရှိလဲနောက်ဆုံးချောင်းကသာမီးရနိုင်တာအဲ့ဒီမှာဘုရားလောင်းကစဉ်းစားတယ်လောကလူတွေတရားဓမ္မကျင့်ကြံအထုတ်ဖို့အသိဉာဏ်ဆိုတဲ့မိထောက်ဖြစ်ပေါ်လာဖို့အတွက်ဆိုလဲဆိုရေထဲလဲချထားတဲ့တစ်သားမျိုးကတော့တစ်ချောင်းမျိုးကတော့ဒုတ်ချောင်းမျိုးကတော့ဘလို့မှမီးမထွက်နိုင်ဘူးပုတ်ချနိုင်ပုတ်တဲ့လူသာမောသွားလိုက်နော်ဆိုလဲဆိုနေတယ်ရေထဲလဲချထားတယ်ဆိုဘလို့မှမဖြစ်နိုင်ဘူးတဲ့
အဲ့တော့ဆိုလဲဆိုတယ်ဆိုတာဘာပြောတာတော့ဆိုကာယစိတ်ဓာတ်ကိုယ်အနေထားကလည်းကာမဂုဏ်အာယုန်တွေထဲမှာနေတယ်စိတ်ကလည်းကာမဂုဏ်အာယုန်ထဲမှာနေတယ်ဆိုလိုတာကလူကိုယ်တိုင်ကလည်းမိသားစုနဲ့နေတယ်စိတ်ကလည်းမိသားစုတန်ရောစဉ်မပြတ်ဘူးဟောစိုးနေတဲ့တက်သားနဲ့မတူဘူးလားအဲ့ဒီထဲမှာသူတဏ္ဍာမှာကာမိသန္တာလို့ဆိုတဲ့ကာမဂုဏ်အာယုန်ခံစားခြင်းတဲ့စိတ်တွေကာမဂုဏ်အာယုန်နဲ့ပတ်သက်ပြီးတော့ပူလောင်တဲ့စိတ်တွေနော်ဆာလောင်နေတဲ့စိတ်တွေကလည်းပဲဖယ်ရှားမထားသေးဘူးဆိုရေထဲချထားတာနဲ့တူနေတယ်ဆိုလဲဆိုတယ်ရေထဲလည်းချထားတယ်ကိုယ့်ဘဝကိုစဉ်းစားကြည့်ဘယ်လိုတစ်တုံးမျိုးလဲဘယ်လိုတစ်ချောင်းမျိုးလဲဆိုလို့ရှိရင်မိသားစုဘဝမှာလည်းလူကိုယ်တိုင်ကလည်းမိသားစုဘဝမှာနေတယ်စိတ်ကလည်းမိသားစုကိစ္စတွေနဲ့ပဲအချိန်ကုန်နေတယ်စိုးနေတယ်နော်မိသားစုဘဝထဲမှာနေတယ်စိုးလဲဆိုတယ်ရေထဲလည်းချထားဘယ်လို့မှမီးထွက်ဖို့ရအကြောင်းမရှိဘူးအသိဉာဏ်ဆိုတဲ့မီးဖြစ်ဖို့အကြောင်းမရှိဘူးအဲ့ဒီမှာကြိုးစားအထုတ်မယ်ဆိုလို့ရှိရင်ကတော့ဒုက္ခတော့ရှိမှာပဲတရားထိုင်နေတောင်မှပဲဘယ်လောက်ဒုက္ခဖြစ်လဲနော်တချို့ကတရားထိုင်တဲ့အခါဝေဒနာကြော်သွားပြီမနေ့ကျိတ်မိတ်ပြီးတော့ခါနော်ထိုင်တာကြာလာလို့ရှိရင်ဝဒနာဒီနာနာမခံနိုင်လောက်အောင်နားလာတယ်ဒါဝေဒနာအဲ့ဒါကိုဩပကမိကဒုက္ခဝေဒနာလို့ခေါ်တယ်လှုပ်လို့ဖြစ်လာတဲ့ဝေဒနာကြိုးစားအထောက်မှုကြောင့်ဖြစ်ပေါ်လာတဲ့ဝေဒနာဆိုတာတရားချာထိုင်လို့ရှိရင်ဖြစ်လာတာပဲအဲ့ဒီဩပကမိကဝေဒနာဆိုတာဖြစ်တဲ့လူဖြစ်တယ်မဖြစ်တဲ့လူမဖြစ်ဘူးကျမ်းမာရေးလည်းကောင်းတယ်တမာရီလည်းမြန်မြန်ရတယ်ဆိုတဲ့ပုဂ္ဂိုလ်ကဝေဒနာဒုက္ခဝေဒနာမဖြစ်ဘူးပေါ့ကဲခုနကတစ်တုံးလေးတစ်ချောင်းလေးဟာစိုးလဲစိုးနေတယ်ရေထဲလဲချထားတယ်ဒုက္ခဝေဒနာတွေပေါ်လာပြီဆိုလို့ရှိရင်ဘလို့နည်းနဲ့မှနော်ခုနမီးဖြစ်ဖို့ဘလို့မှမဖြစ်ဘူးအဲ့ဒီနဲ့အလားတရံတူတဲ့ပုဂ္ဂိုလ်တယောက်ဟာမိသားစုဘဝမှာလည်းနေတယ်စိတ်ကလည်းမိသားစုနဲ့တန်ရောစင်နေဖြစ်တယ်ကာမဂုဏ်အာယုန်စိတ်တွေကိုလည်းပဲဖယ်ရှားထားခြင်းမရှိဘူးတရားဓမ္မကြိုးပမ်းအထောက်တဲ့အခါမှာလုံလဝိရိယကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခဝေဒနာလည်းခံစားရအောင်ပဲဆိုဘယ်လိုလုပ်အသိဉာဏ်ဖြစ်မလို့မဖြစ်နိုင်ဘူးတဲ့အဲ့ဒီဒုက္ခကိုကြော်ဖို့အမတမခက်တယ်လို့ဒါကဖေရဒီအလောင်းကဒါကိုစဉ်းစားလိုက်တယ်အဲ့ဒီထင်တုံမျိုးဆိုရင်ဘယ်လိုမှအသိဉာဏ်မရနိုင်ဘူးတခါဒုတိယတစ်သားချောင်းကိုစဉ်းစားလိုက်တယ်ဆိုတော့စိုးနေတယ်ဒါပေမဲ့လို့ကုန်းပေါ်တင်ထားတယ်သူကစိုးနေတယ်လို့ဆိုတာဘာပြောတာတော့လို့ဆိုကုန်းပေါ်တင်ထားတယ်ဆိုတာဘာပြောတော့ဆိုမိသားစုဘဝမှာတော့မနေဘူးဒါပေမဲ့လို့စိတ်ကကာမဂုဏ်အာယုန်စိတ်တွေမဖယ်နိုင်သေးဘူးမဖယ်နိုင်သေးတော့စိုးတော့စိုးတယ်ရေထဲတော့ချမထားဘူးအဲ့ဒီပုဂ္ဂိုလ်ဟာလည်းပဲကြိုးစားအထုတ်လို့ဖြစ်ပေါ်လာတဲ့ဒုက္ခဝေဒနာတွေရှိခြင်းရှိမစေမရှိခြင်းမရှိပါစေသူလည်းစိုးနေသည့်အတွက်ကြောင့်တရားတို့တရားမြတ်ရနိုင်ဖို့ဆိုတာအသိဉာဏ်ဖြစ်ပေါ်ဖို့မဖြစ်ဘူးတဲ့မိမရနိုင်တယ်လို့အသိဉာဏ်မဖြစ်နိုင်ဘူးဒုတိယတစ်ချောင်းကလည်းဒုတ်ချောင်းကလည်းမဖြစ်နိုင်ဘူးဟောတတိယတစ်သားချောင်းကိုကြည့်လိုက်တဲ့အခါမှာ6နေပြီလုံးဝ6တွေ့နေတယ်6တွေ့နေတဲ့အပြင်မှာရေနဲ့ဝေးဝေးမှာထားတယ်အဲ့ဒါဘာနဲ့တူတော့ဆို6တွေ့နေတယ်လို့ဆိုကြတဲ့ကနော်ရေနဲ့ဝေးဝေးထားတယ်လို့ဆိုကြတဲ့ကမိသားစုဘဝမှာမနေဘူး6တွေ့နေတယ်ဆိုတဲ့ကာမိသန္တာစိတ်တွေလည်းမရှိဘူးကာမဂုဏ်အာယုစိတ်တွေလည်းမရှိဘူးသို့တော့တရားအထုတ်ခြင်းကြောင့်ကြိုးစားခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခဝေဒနာတော့ရှိနိုင်တယ်ကြိုးစားအထုတ်လိုက်မယ်ဆိုရင်ခုနကတစ်သားချောင်းကပူပြီးတော့မီးထွက်နိုင်တယ်လို့ပဲအဲ့ဒါလို့ကာမဂုဏ်အာယုန်နေနဲ့ဝေးဝေးကွာကနေတဲ့ပုဂ္ဂိုလ်ဟာကြိုးစားလိုက်မယ်ဆိုရင်ဒုက္ခပဲဖြစ်စေအောင်တော့အတိညာဏ်တွေတော့ပေါ်လာနိုင်တယ်တတ္တိယတစ်သားချောင်းကအဲ့ဒါလို့ဥပမာဟာဘယ်တော့မှခေါင်းထဲမရောက်ဘူးတဲ့ဒီဥပမာဖះလောင်းလေးညံထဲမှာစဉ်းစားမိလာပါတယ်လို့ဒါလည်းသူကိုယ်တိုင်ပြန်ပြောပြတဲ့စကားတစ်ခုပဲပေါ့အဲ့ဒါလို့ဥပမာညံထဲဝင်လာတဲ့အခါမှာဒုက္ခရစရိယအကျင့်ကိုစပြီးတော့ကျင့်တော့တာနော်ကိုယ်ပိုင်ကျင့်စဉ်တစ်ခုအနေနဲ့အဲ့ဒီခေတ်ကပြင်းပြင်းထန်ထန်ကျင့်တဲ့အကျင့်ကို
ဦးစားပေးတဲ့အနေထားရှိသည့်အတွက်ကျင့်တယ်ဘာကျင့်ကိုစပြီးတော့ကျင့်တာတော့လို့ဆိုတဲ့အခါဒုက္ခရစရိယာနော်ဒုက္ခရဆိုတာတာမန်ပုဂ္ဂိုလ်တွေမလုံနိုင်တဲ့စရိယာအကျင့်ဒုက္ခစရိယာလို့ပြောတာမဟုတ်ဘူးဒုက္ခရစရိယာနော်ဒုက္ခစရိယာဆိုတာဆင်းရဲတဲ့အကျင့်ကိုပြောတာတကယ်အမှန်ရေးရမှာကဒုက္ခရစရိယာဒုက္ခရဆိုတာလွယ်လွယ်ကူကူနဲ့မရဘူးခဲခဲရင်ကျင့်ရတဲ့စရိယာအကျင့်အဲ့ဒီဒုက္ခရစရိယာအကျင့်ကိုကျင့်ဖို့ဘာကစလုပ်တုံးလို့ဆိုတော့သူစိတ်ကိုချိုးနေတယ်စိတ်ကိုချိုးနေတဲ့အလုပ်ကိုစိတ်ကိုပိတ်ဆို့ပြီးချိုးနေတဲ့အလုပ်ကိုစလုပ်တယ်ဟုတ်တယ်လေတရားထုတ်တဲ့အခါကြီးထွက်လေဝင်လေလေးမှတ်ရင်တောင်မှပဲဒီစိတ်ကဟိုရောက်သွားလိုက်ဒီရောက်သွားလိုက်ကာမဂုဏ်အာယုန်တွေကနေတားဆီးလို့မှမရတာမဟုတ်လားအဲ့တော့ဘုရားကသူတရားကျင့်ခဲ့ပုံကိုပြန်ပြောပြတဲ့အခါမှာဒန္တေပိဒန္တမာတာရတယ်အန်ကျိတ်တယ်နော်ပြောလေးလုံးလို့မရဘူးအန်ကျိတ်တာအန်ကိုကျိတ်ပြီးတော့မရရအောင်လုံးမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ဒန္တေပိဒန္တမာတာယဆိုတာသွားပေါ်မှာသွားနဲ့ဖိတယ်ဆိုတာအန်ကျိတ်တယ်ပေါ့ပမာတွေပြောတဲ့စကားအန်ကျိတ်တယ်အန်ကျိတ်ပြီးဇီဝယတာလုံအာဟိစာရှာနဲ့လေအာကောင်ကိုထောက်ထားတယ်မဲတင်းတဲ့သဘောပေါ့နော်အဲ့ဒါလို့လုတ်ပြီးတော့စိတ်ကိုတအားဖိနှိပ်ချုပ်ချယ်လိုက်တဲ့အခါဒီအကျင့်ကိုပထမဆုံးစကျင့်တယ်စိတ်ကိုတခြားမရောက်အောင်ဖိနှိပ်ပြီးတော့ဆုတ်ပိတ်ချုပ်ချယ်လိုက်တဲ့အခါဘာဖြစ်လာတော့ဆိုခြိုင်းကြားတွေကချွေးတွေပြိုက်ပြိုက်ကျလာတယ်တအားကြိုးစားလိုက်တော့ချွေးတွေပြန်လာတယ်ဟုတ်ပြီတကယ်လုပ်ပြီဆိုရင်ချွေးပြန်လာပဲလေချွေးပြန်လာတယ်အဲ့တော့ချွေးပြန်လာတဲ့အခါမှာအဲ့ဒီဒုက္ခဝေဒနာကိုလည်းဒုက္ခဝေဒနာကြောင့်စိတ်ပြက်သွားတာမရှိဘူးတဲ့ဆက်လုပ်ဖို့ပဲစိတ်ထဲမှာအာတာနေတယ်ဟောအခက်အခဲတွေတွေ့လာတယ်ဒုက္ခတွေဖြစ်လာတယ်အဲ့ဒီဖြစ်လာတဲ့ဒုက္ခဝေဒနာကိုစိတ်ဓာတ်ကြပြီးတော့မသွားဘူးဆက်ပြီးတော့ကြိုးစားအထုတ်ဖို့လောက်လာတယ်ဘုရားလောင်းဆက်ပြီးတော့ကြိုးစားအထုတ်တယ်ဒုက္ခကစိတ်ကိုလာပြီးတော့မလွှမ်းမိုးနိုင်ဘူးတဲ့ဒါနဲ့နောက်တစ်ဆင့်တက်လိုက်တယ်အဲ့ဒါကိုဖယ်ပြီးတော့နောက်တစ်ဆင့်တက်တယ်ဘာလို့တုံးဆိုအပ္ပနကဇံလို့ခေါ်တယ်အာယုန်တစ်ခုတည်းစိတ်ကိုပို့ထားပြီးတော့အသက်ဒီထွက်လေဝင်လေကိုချုပ်တီးတဲ့အကျင့်တစ်ခုကျင့်တယ်ထွက်လေဝင်လေကိုစိုးပိတ်လိုက်တယ်ပါးစပ်ကလည်းလေမထွက်အောင်ပိတ်တယ်နှာခေါင်းကလည်းလေမထွက်အောင်ပိတ်တယ်နားတဲ့ကလည်းလေမထွက်အောင်ပိတ်တယ်ထွက်လေဝင်လေကိုပိတ်ဆို့ပြီးတော့အန်ကျိတ်ပြီးတော့ထွက်လေဝင်လေကိုမထွက်ရအောင်ပိတ်လိုက်တယ်ချုပ်တီးလိုက်တယ်ပေါ့နော်ထွက်လေဝင်လေကိုအဲ့ဒါလို့ချုပ်တီးလိုက်တဲ့အခါအခက်ခဲကပထမဆုံးဘာဖြစ်လာလဲလို့ဆိုအဓိမတ္တဝါဒမုဒ္ဒနိဥဟနန္တိတဲ့သိပြင်းထန်တဲ့ဒီလေကခေါင်းထဲမှာလာပြီးတော့တိုးတယ်လို့ဆိုလို့တယ်နှာခေါင်းကလေမထွက်ရဘူးနားလေမထွက်ရအပေါက်ရှိတွေကပိတ်လိုက်တယ်ပစဝါဆိုပိတ်ထားလိုက်တယ်ချုပ်တီးထားလိုက်တဲ့အခါကျတော့လေကတိုးမိတိုးရတူးတဲ့အခါခေါင်းမှာလာတိုးတယ်အမှန်တမ်းပြင်းထန်တဲ့ဝေဒနာကိုခံစားရတယ်ခေါင်းကိုတူကြီးနဲ့ထုနေသလိုခေါင်းကျိန်းတာဖြစ်လာတယ်သို့တော့အဲ့ဒီဒုက္ခဝေဒနာနဲ့ကြုံရတော့လည်းပဲစိတ်ဓာတ်ကြမသွားဘူးတဲ့ဆက်လက်ပြီးတော့လှုပ်တယ်ဒုတိယဘာအခက်ခဲဖြစ်လာတော့ဆိုအဓိမတ္တတိတဝေဒနာခေါင်းကိုက်တဲ့ယောဂဖြစ်လာတယ်လေကိုချုပ်တီးလိုက်တဲ့အခါကျတော့ခေါင်းတွေတအားကိုက်လာတယ်အဲ့ဒီခေါင်းကိုက်လာသည့်အတွက်ကြောင့်လဲစိတ်ဓာတ်ကကြမသွားဘူးတဲ့ဒီဒုက္ခကိုလည်းကြော်လွှားအောင်စိတ်ထဲမှာထားနိုင်တယ်အဲ့ဒါလို့ချုပ်တီးတော့နောက်ဆက်လက်ပြီးတော့လှုပ်တဲ့အခါမှာဘာဖြစ်လာတော့ဆိုအလုံးကိုပြင်းထန်တဲ့လေကဝမ်းဘိုက်ကိုထိုးဖောက်လာတယ်ဘိုက်ကြီးပွင့်ထွက်သွားနိုင်လောက်အောင်ကိုလေကနေပြီးတော့
ထိုးလာတယ်ဗိုက်တွေတအားနာလာတယ်ပေါ့အဲ့ဒီအချိန်မှလည်းပဲတိခံတယ်ဒီဒုက္ခဝေဒနာကြောင့်စိတ်ဓာတ်ဟာကြပြီးတော့မသွားဘူးတဲ့ဆက်ပြီးတော့ပဲကြိုးပမ်းတယ်ဟောနောက်တစ်ခုဘာဖြစ်လာတော့ဆက်ပြီးတော့ကျင့်သုံးလိုက်တဲ့အခါကျတော့အဋ္ဌိမတ္တာကာယသမိဒါဟောအဋ္ဌိမတ္တောကာယသမိဒါဟောခန္ဓာကိုယ်မှာအလုံးကိုပြင်းထန်တဲ့ပူလောင်မှုကြီးတစ်ခုဖြစ်ပေါ်လာတယ်တကိုယ်လုံးပူလောင်လာတယ်အဲ့ဒီပူလောင်လာခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခဝေဒနာကလည်းဘုရားလောင်းရဲ့စိတ်ကိုတုန်လှုပ်ခြောက်ခြားသွားအောင်မတတ်နိုင်ဘူးတဲ့ဒုက္ခကိုကြိတ်မိတ်ပြီးတော့ခံတယ်လို့ဒီလိုဆိုတာနော်အဲ့ဒီလိုလှုပ်တဲ့အခါကျတော့ဘာဖြစ်သွားတော့ဆိုလေတွေကိုတားချုပ်ပြီးတော့ကျင့်လိုက်တဲ့အခါကျတော့နောက်ဆုံးမှာမူးမိုက်ပြီးတော့လဲသွားတာနော်ဒုက္ခရစရိယကျင့်နေစားအဲ့လိုကျင့်တာနော်မူးပြီးတော့လဲသွားပြီးတတိတွေပါတွေမေ့သွားလဲသွားတော့မြင်တဲ့နတ်တွေကဘာပြောကြတော့ဆိုရဟန်းဂေါရမတော့သေပြီလဲကြသွားပြီသေသွားပြီဆိုတော့တချို့နတ်တွေကဒါသေတာမဟုတ်ဘူးတဲ့ရဟန္တာဖြစ်သွားပြီရဟန္တာဖြစ်သွားရင်ဒီလိုပဲဖြစ်တယ်ပေါ့ရမ်းပြောထားတာလေနတ်ဆိုတိုင်းသိတယ်ထင်မနေနဲ့ရမ်းပြောတာသူတို့လဲနောက်ကြတော့ဒီမူးလဲသွားရကနေပြန်ပြီးတော့တတိပြန်ရလာတယ်သို့တော့ဒီလောက်ကြီးမားတဲ့ဒုက္ခကိုရင်ဆိုင်ရသည့်အတွက်ကြောင့်စိတ်ဓာတ်ကြသလားလို့ဆိုမကြဘူးအဲ့ဒီကနေတတိပြန်ရလာတဲ့အခါကျတော့ခေါင်းထဲမှာဘာဖြစ်လာတော့ဆိုလေကိုချုပ်တဲ့အပ္ပနကအကျင့်ကဒါအစွမ်းကုန်ငါကျင့်လိုက်ပြီနောက်တစ်ခုငါထပ်စမ်းသပ်အောင်မယ်ဆိုပြီးဘာတော့ဆိုအစာလုံးဝမစားဘဲနဲ့ဖြတ်တော့မယ်အဲ့ဒါလို့ဖြတ်တော့မယ်ဆိုတဲ့အခါမှာနားထဲမှာလာကြတယ်အစာလုံးဝမဖြတ်ပါနဲ့ဖြတ်ရင်မွေးချင်းပေါက်တွေကနေပြီးနတ်ဩဇာတွေထက်မယ်လို့နတ်တွေကပြောတဲ့စကားနားထဲမှာလာကြတယ်ဒါတော့ဖះလောင်းလေးကစဉ်းစားတယ်ငါကအစာဖြတ်တယ်လို့ဆိုပြီးတော့သူတို့ကငါမွေးချင်းပေါက်ကအစာလာထက်မယ်ဆိုရင်ငါရဲ့အလုပ်ဟာတန်ရှင်းစင်ကြယ်မှုဖြစ်မှာမဟုတ်ဘူးအဲ့တော့အစာကိုလျှော့စားမယ်လုံးဝဖြတ်တာမလုပ်တော့ဘူးနည်းနည်းလေးပဲစားမယ်တလက်ဆောင်လို့ခေါ်တာလက်ဖွားလေးကိုဖြန့်လိုက်ဖြန့်ပြီးရင်နည်းနည်းလေးတွန့်ပြီးတော့ခုံးလိုက်ခုံးပြီးတော့ရေထက်ကြည့်လိုက်လို့ရှင်အဲ့ဒီလက်ဖွားထဲမှာတည်နိုင်တဲ့ရေပမာဏကိုတလက်ဆောင်လို့ခေါ်တယ်နော်တလက်ဆောင်လို့ခေါ်တယ်အဲ့ဒါလေးကိုပြောတာနော်ကိုယ်လက်လေးကိုပက်လက်လှန်လိုက်လက်ဖွားလေးကိုပက်လက်လှန်ပြီးတော့ခတ်ခုံးလေးလှုပ်လိုက်ခတ်ခုံးလေးလှုပ်ပြီးတော့အဲ့ဒီအခွက်ကလေးထဲမှာရေထက်ကြည့်လိုက်ရင်ဘလောက်ရေဆန့်မလဲအဲ့ဒီအတိုင်းတာပမာဏလောက်လေးကိုသူစားမယ်လို့တနေ့မှနည်းနည်းလေးအဲ့လိုစားပြီးတော့တနေ့ကုန်တရားကျင့်အာဟာရဖြတ်ပြီးတော့တရားကျင့်အဲ့လိုတရားကျင့်တဲ့အခါကျတော့အစာအာဟာရကမလုံလောက်သည့်အတွက်ကြောင့်တဖြည်းဖြည်းပိန်းလာလိုက်တာအသားရောင်တွေကလည်းတခါတည်းညှို့မဲသွားတယ်လူကလည်းပိန်ချသွားတယ်အယိုးပြိုင်ပြိုင်ကြဒုက္ခရစရိယကျင့်တဲ့ပုံကြီးတွေးဘူးတယ်မဟုတ်လားအဲ့ဒီအဆင့်ရောက်နေတဲ့အချိန်ကိုပြောတာနော်အသားသွေးတွေခန်းချောင်းပြီးတော့အယိုးပြိုင်ပြိုင်ကြတဲ့အနေထားထိအောင်စိတ်ဓာတ်ကတော့အလွန်ပြင်းထန်နေတယ်မျက်လုံးကလည်းဟောက်ပက်ဘိုက်ကင်လိုက်လို့ရှိရင်ကြော့ထိအောင်ဘိုက်ကြီးကလည်းချက်နေတာဘယ်လောက်ထိအောင်အခြေအနေဆိုးလာတော့ဆိုလို့ရှိရင်လက်မောင်းတို့ဘာတို့ကိုလက်တစ်ဖက်နဲ့တတ်လိုက်မယ်ဆိုလို့ရှိရင်အမွှေးလေးတွေကျွတ်ပါသွားတယ်တဲ့အဲ့လောက်ထိအောင်အခြေအနေဆိုးသွားတယ်ဒီလိုပြောတာနော်မျက်လုံးကလည်းပဲဟိုးရေတွင်းထဲကအဗဒမနဲ့တဲ့ရေတွင်းကိုကြည့်လိုက်လို့ရှိရင်ရေလေးကဟုတ်အောင်မှရှိရတယ်လို့မျက်လုံးကြီးကလည်းဟောက်ပက်ကြီးဖြစ်နေတယ်တဲ့အသားရောင်တွေကလည်းပဲပြောင်းသွားလိုက်တာပြန်နှမ်းတို့နဲ့ကျုပ်တို့ဒီလိုတွေဖြစ်လာတာနတ်တွေကအမျိုးမျိုးပြောကြတယ်ရဟန်းဂေါရမဟာအသားတွေညိုသွားတယ်တို့အသားတွေမဲသွားတယ်တို့ဒီလိုအမျိုးမျိုးပြောကြတာနော်အဲ့ဒါလို့ပင်ပင်ပန်းပန်းဆင်းရဲတွေကျင့်လိုက်တာအစွမ်းကုန်ကျင့်တော်လည်းပဲသူလိုချင်တဲ့အသိဉာဏ်တစ်ခုရမလာပါဘူးတဲ့ရမလာတော့စဉ်းစားတယ်တိယအညောမက်ခောဘောဓာယ
အသိဉာဏ်ရဖို့အတွက်ဒီလမ်းတော့မဟုတ်တော့ဘူးတခြားလမ်းဖြစ်ကောင်းဖြစ်လိမ့်မယ်လို့စိတ်ထဲမှာအသိဝင်လာတယ်အသိဝင်လာတဲ့အခါမှာဘာသွားတတိယတော့လို့ဆိုတော့ငယ်ငယ်လေးတုန်းကထွက်လေဝင်လေလေးကိုအာယုံစိုက်ပြီးတော့ပထမဆန်ရဘူးတဲ့တလောက်ငယ်ငယ်လေးကရနိုင်ပါမလားလို့မစင်စားနဲ့အလေးချင်းတန်တရားမှာအလေးချင်းရှိလာတဲ့ဟာတခုဟာအလွယ်တကူဖြစ်တတ်တယ်ပေါ့ကိုယ့်ရဲ့လေးချင်းမှုစွမ်းအားဟာအမှန်တမ်းကြီးမားခဲ့တယ်ခမည်းတော်သုတ္တရဏမင်းကြီးလေတော်မင်္ဂလာလုံးနေတဲ့အချိန်မှာတပြေပင်အောက်ဖះလောင်လေးတူတဲ့တိတ်ထားတဲ့အချိန်အဆောက်တွေကလည်းလေတော်မင်္ဂလာပွဲကိုသွားငေးနေတဲ့အချိန်လေးပါတယောက်တည်းထထိုင်ပြီးတော့ထွက်လေဝင်လေမှတ်ရင်ကနေပထမဆန်ရလာခဲ့ဘူးတယ်ပေါ့အဲ့ဒါလေးကိုသွားပြီးတော့အမှတ်ရလိုက်တော့အဲ့ဒီဟာကမှလမ်းမှန်ဖြစ်ကောင်းဖြစ်လိမ့်မယ်အခုငါကျင့်နေတာတွေဒီလောက်ပင်ပင်ပန်းပန်းကျင့်တာတောင်မရဘူးဆိုရင်ဒီလမ်းကြောင်းဟာမဟုတ်တော့ဘူးလို့စိတ်ထဲမှာပေါ်လာခဲ့တယ်ပေါ်လာခဲ့လို့တိယမေခောတိယအညောမေခောဘောရယအသိဉာဏ်ရဖို့အတွက်အညောမေခောတခြားနီလန်းဟာတိယဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ဘုရားလောင်းဟာအသိဉာဏ်နဲ့စဉ်းစားပြီးတော့လမ်းကြောင်းပြတ်မှုကြိုးစားလာဒီလိုပိန်ချုံပြီးတော့အသားရည်ညှဉ်းနှွမ်းနေတဲ့အင်အားမရှိတဲ့အနေအထားမျိုးနဲ့ကတော့အဲ့ဒါမျိုးရဖို့ခက်လိမ့်မယ်ဒါကြောင့်မို့လို့ပြန်ပြီးတော့ငါဟာအစာစားအောင်မှပဲအစာစားပြီးအားရှိအောင်လုပ်ပြီးတော့မှတရားဆက်ပြီးတော့ကျင့်မယ်လို့သူစိတ်ကူးနဲ့အစာပြန်စားတဲ့အချိန်မှာအနန္တကစောင့်ကြည့်ပြုစုနေတဲ့ဘုရားလောင်းတောထွက်ပြီးတဲ့နောက်မှာလိုက်လာကြတဲ့ပင်စဝက်ခီတွေကဘုရားအလောင်းယဟန်ဂေါရမအစာလဲပြန်စားရောစိတ်ပြက်သွားကြတယ်သူတို့ကဒါလက်လျှော့သွားပြီးဗာတရားတို့မှလည်းမရဘူးဒီလောက်ပင်ပင်ပန်းပန်းကျင့်တာတော့မရဘူးအခုတော့အစာတွေပြန်စားနေပြီကမ္မထာလောက်ကလည်းထွက်သွားပြီငါတို့တော့မျောလင်းချက်တွေဝေးကုန်ပြီဆိုပြီးတော့ဒီမှာမနေကြတော့ဘူးတဲ့ဣတိပတနာတောဘက်ကိုပြောင်းသွားကြတယ်ဒါလည်းမြတ်စွာဘုရားကိုယ်တိုင်ပြန်ပြီးတော့မင်းရှိတဲ့စကားတစ်ခုပဲအဲ့လိုသစ္စကသုတ်တံမှာအော်တိုဘိုင်ယိုဂရာဖီအနေနဲ့တရားဘယ်လိုကျင့်ခဲ့တယ်ဆိုတာကိုဘုရားဟာပြန်ပြီးတော့မင်းရှိတယ်အေးဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့ဘုရားမြတ်စွာအများကောင်းကျိုးအတွက်လောကသားတို့အတွက်ဖရာဖြစ်သူမရောက်ခင်ကလည်းဘလောက်ပင်ပင်ပန်းပန်းကြိုးပမ်းအားထုတ်ခဲ့တယ်ဘလောက်လုပ်ခဲ့ရတယ်ဆိုတာဟာဒီဇာလန်းနေဒီမှတ်တမ်းတွေကိုကြည့်မယ်ဆိုရင်သိတာပါတယ်ဒါကြောင့်မို့လို့တရားအထုတ်တဲ့အခါမှာအခက်ခဲတွေတွေ့လဲစိတ်မလျှော့ကြနဲ့မြတ်စွာဘုရားကိုယ်တိုင်တောင်မှပဲပင်ပင်ပန်းပန်းဒီလောက်အားထုတ်ရတယ်လို့ဆိုတာဒီကြိုးပမ်းအားထုတ်မှုလုံလဝီရိယဆိုတာအင်တမအရေးကြီးတယ်အခုခေတ်တော့အတွေးလေးကချောလာတယ်အေးတက်တာလို့အတ္တကိလမထာဖြစ်တယ်အတ္တကိလမထာဖြစ်တယ်ပင်ပင်ပန်းပန်းမလုံနဲ့စိန်လေးနဲ့အားထုတ်ခိုင်းလို့မရဘူးနော်အေးအဲ့ဒါလို့ကြိုးစားအားထုတ်မှရနိုင်တယ်လုံလဝီရိယဆိုတာအယိုးကြည်ကြည်အေးခန်းခန်းကြိုးပမ်းအားထုတ်ရမယ်လမ်းစဉ်မှန်ဖို့ပဲအရေးကြီးတယ်ဆိုတာကိုမှတ်သားနိုင်ယူကြပြီလောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်အတ္တမခက်ခဲလာတယ်ဆိုတာသိရှိကြီးညိုကြပြီးဘုရားမြတ်စွာရဲ့ဂုဏ်တွေကိုအာယုံပြုကာမိမိတို့ရဲ့လုံလဝီရိယတွေတိုးတက်လာအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာ
စိတ်ချမ်းသာလိုရာဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြေပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအပ်မေတ္တာဟုရောင်မြူပါဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှေယုံပေါင်းဆောင်ရခြင်းကြောင့်တဝေတံကျွမ်းမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့ဤမနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးပွဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်ပေဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပီတိတည်ဟုသောယလန်တို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လည်၍နေကြပါစေကုန်တည်း